lẽ cả để tiêu nhau cả người nhiều cái hai bên người nhiều họ nó khăn dài này ai mà chúng ta không cần nữa chúng ta ông nào mình bảo về không cần để bảo cho nên phía kiểu chỉ nói là phía kiểu chỉ biết là nguyên nhân nó đôi khi là cái cháu nó chúng ta ông nào mình bảo về nguyên nhân anh luôn này là chỉ biết chỉ nói này rồi chúng ta phía kiểu anh em chỉ biết là nguyên nhân nó đôi khi nó là thà là phía kiểu tụi nhauပြောနေတယ်ဝိညာဉ်တော်မဟုတ်ဘဲနဲ့ကျွန်မတို့သူ့ရဲ့ဝိညာဉ်နဲ့တိုးထိလိုက်တဲ့အကြောင်းကိုကျွန်မအယံမှန်တာပါလေလို့ပြောလို့ရှိရင်တချင်းဆိုတဲ့အခါအရင်တော့ဆိုရင်ခံနေကြရင်ဒီတချင်းစာကားတွေကပေါ့နော်နှလုံးသားမတိုးထိတဲ့အခါလည်းရှိတတ်တယ်ဒါပေမဲ့အခုကျတော့ဗာလဲဆိုတော့နှလုံးသားဒီတချင်းစာကားတွေကဆိုရတာလည်းအရသာပိုရှိတယ်အတွင်းလူကနေပြီးတော့ပေါ့နော်အတွင်းလူကအရသာပိုရှိတယ်မျက်မှောက်တော်ဆိုတာထားပါလားကျွန်မအဲ့အချိန်လေးကိုကျွန်မပြန်သွားချင်တယ်ကြားနေချင်တယ်ဘာလို့လဲဆိုတော့အရင်ပြောတယ်မဆရာနေပြောမှဒီအာယုံကြောပေါ့နော်ဒီကြောပြီးတာခံစားပြီးတောက်ပြီးလို့ရှိရင်ခေါင်းမှာပေါ့နော်လေးလာတဲ့ဟာခေါင်းမှာလေးလာတဲ့ချောင်းမဟုတ်ဘူးဒါပေမဲ့ဒီအာယုံကြောနဲ့ပတ်သက်လို့နားရဲ့ဘက်ကိုလက်ကိုတင်ပါပေါ့နော်တစ်ဖက်ကိုလက်ကိုနှောက်ထားပါလို့ပြောတဲ့အခါမှာကျွန်မတကယ်ယုံကြည်ခြင်းနဲ့ကျွန်မနားရဲ့ကိုကျွန်မဘယ်ဘက်နဲ့ကိုကျွန်မတင်ပြီးတော့မှညာဘက်ကိုလက်မြောက်ပြီးတော့မှကျွန်မခိုင်တဲ့အခါမှာတကယ်ကိုကျွန်မလုံးဝပျောက်သွားပါတယ်ပျောက်သွားတဲ့အတိုင်းပဲကျွန်မမပြောရဲဘူးအဲ့ဒါနဲ့ပြန်သွားပြီးကျွန်မစမ်းနေတယ်ဒီလိုကျွန်မအမှန်ကောင်းမှလုံးဝနေလို့မရဘူးဒါပေမဲ့ကျွန်မအဲ့ပြန်သွားတဲ့အခါမှာတ냐အောင်ကျွန်မအမှန်ကဖွင့်တယ်ဘာမှမဖြစ်ဘူးဒီတမန်လေးမှာကျွန်မထိုင်ကြည့်တယ်ဘာမှမဖြစ်တော့အာမင်ဘုရားရှင်ပုံကြည့်ပါစေအာမင်ဘုရားရှင်အသုံးပြုတဲ့ဆရာနဲ့ဆရာမဘုရားရှင်ဆက်လက်ရကောင်းချီးပေးပါစေကျွန်မလည်းခံပါတယ်လို့ပဲဒါပေမဲ့တကယ်ဒီကျွန်မတို့ရဲ့အသက်တာတွေကတကယ်ပဲတည်တည်ချင်းစိတ်ချမှုတည်တည်ချင်းကိုတော့ကျွန်မအထင်ပေါ့တည်တည်ချင်းတွေကိုတော့ရကြပြီပဲကောင်းကင်နိုင်ငံမှာဟာလို့မပြောရတာတွေများတယ်လို့လည်းမြင်ရတယ်အဲကြောင့်တစ်ခါကြာရင်ကိုလည်းပေါ့နော်အားနေတယ်ပေါ့ကိုကစိတ်ချမှုရပြီမယ်ကိုသားသမီးကိုမိသားစုကိုဟိုစက်ကိုတင်းတော့ကိုတကယ်ချင်းတွေတကယ်ရမရဆိုတာလည်းတော့ဟိုပါဆွေးနွေးနေတယ်ပေါ့နော်ကျွန်မရဲ့အသက်တာထားပါရေးဆွေးနွေးနေတယ်ကိုယ့်ရဲ့အားနဲ့ချက်တွေပေါ့အဲ့ဒါတွေမြင်တဲ့အခါမှာလည်းပေါ့နော်နောက်ဆိုရင်ပါလေဖြစ်ဖြစ်ပေါ့နော်အားမနာပဲတဲ့ရှက်မရှိရဲတဲ့ပေါ့နော်ပြောနေတယ်လို့ကိုပြီးမှလည်းပေါ့နော်မပြောလဲချင်းလို့ဆိုရင်ဒီရှမ်းစားပြီးတော့နော်ဒီကိုယ့်ရဲ့အားနဲ့ပေါ့နော်ကိုဒါလေးဆွေးနွေးနေတယ်ဆိုတာသိဟုတ်ပါလားဆိုတာလည်းပေါ့နော်ဒီခံတဲ့မှာကျွန်တော်မြင်ရတယ်အဲ့မှာပါစုတန်းနိုင်မှာပြောနိုင်မှာဟောနိုင်မှာမပြောဘူးလေထာဝရဘုရားအိမ်တော်၌ဆက်ပြောပါအာမင်ဒီကောင်းကြီးရယူပိုင်ဆိုင်တဲ့သူဟာထာဝရဘုရား၌ချိန်တိုင်းစက္ကန့်တိုင်းနာရီတိုင်းစိုက်ပြောတဲ့သူဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့လူငယ်များကစားလူကြီးအားလုံးရောက်စရာဘုရားသားသမီးအားလုံးဟာအမြဲတမ်းအချိန်တိုင်းမှာကျွန်တော်တို့ဗိမာန်တော်ထဲမှာဝတ်ပြုစစ်စင်ထဲမှာမြင့်မောက်တော်ထဲမှာအမြဲတမ်းဘုရားတွေ့ချင်ပါတယ်လို့ဟာလေလုယာရောက်စတိုင်းဖျားရှင်ကောင်းချီးပေးပါစေဒီကနေ့ကျွန်တော်တို့ရဲ့ကျေးဇူးတော်ချီးမွမ်းခြင်းရှစ်ထဲမှာပါလာတော့စိတ်ရဲ့ဆုံးဖြတ်ချက်တိုင်းထဲဝင်ဖို့လို့ပါလာကြတော့အလှဝဲတက်တာရရှိပြဆုံးသောဝိညာဉ်တော်အတွက်ကြောင့်ဆုံးသောဝိညာဉ်ဖန်ဖို့အတွက်ဒီမှာဘီလိုတော့ခဲ့တာငါမြေဦးတမြလူတွေထဲမှာခင်ဗျာချော်စုံပဲလို့ပြန်လို့ဆက်ကြရအောင် Praise Praise အရောက်တဲ့တရားရှင်စကားပြောပါစေ Hallelujah အချောဆုံးအလားဆုံးကျွန်တော်တို့ကိုဖန်ဆင်းတဲ့ထာဝရဘုရားကိုလက်ခုပ်တီးပြီးကိုးကွယ်ကြရအောင် Praise Amen ဒီစီတဲ့ကျမ်းစာပါကြမယ်လို့ကျွန်တော်စိတ်ချယုံကြည်ပါတယ်အားလုံးကိုကျမ်းစာကိုထုတ်ရအောင်ရပြီလားထောင်ပေးပါကျ
Jesus tem bare ya chong tet chen long lo ai loပြောမယ်ဆိုရင် law လုံးလေးရစပွဲပေါ်မှာသူကျန်းစာကိုတင်ထားပြီးတော့ကျန်းစာကိုထားခဲ့ပြီးတော့အမြန်ဆုံးပြေးသွားတာလေကျွန်တော်တို့သိရတယ်ဂျေဇုတင်တယ်ထောင်ပေးပါစာအုပ်မိခဲ့တဲ့လူများလည်းလက်ထောင်ပါနောက်ကနေလိုက်ဆိုရအောင်ဒီကျန်းစာကိုကြီးကျွန်တော်ဒီကျန်းစာကိုဖြစ်ပါ၏ကျွန်တော်ဖြစ်ခြင်းအားလုံးဒီကျန်းစာအုပ်ထဲမှာရှိပါ၏ကျန်းစာအုပ်ပြောတဲ့အတိုင်းကျွန်တော်ဖြစ်ပါ၏အားလုံးပြောကြရအောင်ဒီနေ့တော့ဝန်ခံမယ်ဒီကျန်းစာအုပ်ဒီကျွန်တော်ဤကျန်းစာအုပ်ဖြစ်ပါ၏ကျွန်တော်ဖြစ်ခြင်းအားလုံးဒီကျန်းစာအုပ်ထဲမှာရှိပါ၏ကျန်းစာအုပ်ပြောတဲ့အတိုင်းကျွန်တော်ဖြစ်ပါ၏လက်ခုပ်တီးပြီးတော့အတိမပြုတ်ကြဟုတ်ရဲ့စီအကြောင်းနဲ့တရားစကားပြောပါစေ Hallelujah အရာရာအားလုံးမှာဖန်ဆင်းခြင်းနဲ့ကျင်းတဲ့အရာတစ်ခုမှမရှိပါဘူးထိုအရာအားလုံးရဲ့မဲနွယ်စံစာဖြစ်မိတ်ဆွေအားလုံးနဲ့ကျွန်ုပ်ရဲ့မဲနွယ်စံစာဖြစ်တယ်ကဘာကြီးရဲ့မဲနွယ်စံစာဖြစ်တယ်မနေ့ပြန်ထွက်လာမဲ့တရင်စာတဲ့ပို၍တိကျမှန်ကန်သောတရင်စကားဒီစံစာနဲ့အတူရှင်းလန်းလန်းသောသူတိုင်းဘယ်နှစ်ဘယ်ချိန်ဘယ်ကာလမှာပဲတက်ရှိရှင်ဘယ်တော့မှမဒိမ့်ပါဘူးဟာလေလုယာဒါကြောင့်ဖခင်ရဲ့ဒုက္ခပတ်တော်နဲ့အမြဲတမ်းအချိန်ယူကြရောက်တဲ့ဘုရားရှင်ကောင်းကြီးပြပါစေအာမင်ရောက်စုခိုင်းတဲ့တိတိုင်းရှင်းမှာမပြောတယ်လေဆိုတော့အင်္ဂလိပ်လိုပြောမယ်ဆို He like so simple နမပေါင်းဒီအင်္ဂလိပ်လိုပြောတာမအောင်ဆိုတာပါလေမြန်မာလိုပြောလဲဟာဒါပြီအေးမြန်မာလိုမအောင်ဒီတော့ပဲကြီးကန်တော့ပဲဒီတော့ပြန်ခံတာဟောဟာဆန်းအဲ့လိုပြောတယ်ဒါကြောင့်မဘောင်ဆိုတာကအကျဉ်းဖတ်မြောက်တယ်ဟုတ်တယ်အကျဉ်းဖတ်မြောက်တယ်လောကကဘယ်လိုတုံနေတယ်လဲဆိုရင်လောကဒီတစ်ပတ်တွင်အင်ဂျီအနီဘဝနဲ့အရှိပိုင်းတမိုင်းမတော်ဘူးကန်စိုးလေးလောကဘီရင်ဆရာပြောနေအရှိပိုင်းတမိုင်းမတော်ဘူးအင်ဂျီအပြင်ဘဝနဲ့လို့ပြောတဲ့အချိန်ကျမ်းစာဖတ်အင်ဂျီအနီတုံးထပ်ဝဲအရှိပိုင်းတုံးမိုင်းတော့အကျဉ်းထားကဘာကြီးကိုအုပ်ဆိုးပြီးတော့သူ့ရဲ့အခွင့်တကူတော်ထဲမှာထားတာဘယ်ရသူ့ရဲ့လောကပတ်တော်ကိုအတိမတ်ပြုတော်သူကလည်းဘယ်ရအမှချမ်းသာတဲ့အချိန်ယူဖို့လုပ်နေတယ်အေးကြီးဒီနေ့ဒီမိနစ်ကျွန်တော်၄နာရီကနေ6နာရီထိတန်ရှင်းလို့ဝင်ရတယ်အချိန်ယူတယ်6နာရီ9နာရီရေနဲ့အချိန်ယူတယ်ခေတ်ဘောက်တယ်ရေချိုးတယ်ကရှိုးတယ်9နာရီ9နာရီထိကျန်းစာနဲ့ပြန်ချိန်ယူတယ်9နာရီ10နာရီတွင်YMC အတင်းတော်မှာလမ်းခရီးမှာတနာရီကုန်တယ်10နာရီကနေတနာရီကြီးကျွန်တော်ဝပြူစီဝေးလုပ်တယ်တနာရီနဲ့2နာရီကြာမှာကျွန်တော်မင်္ဂလာလိုသွားပြီးတော့လမ်းပေါ်မှာချိန်ကုန်တယ်2နာရီကနေ4နာရီကြာမှာကျွန်တော်မင်္ဂလာတော်မှာဘုရားကျောင်းနဲ့ဘုရားသခင်နဲ့ချိန်ယူတယ်အခုပြန်ချိန်ထိုက်ရတယ်ဘုရားသခင်နဲ့အချိန်ယူခြင်းစအခုပြောမယ်ကျွန်တော်တို့ရဲ့အသေးခေါ်မှခံရဖယားသခင်ကိုအချိန်ပေးရအောင်လို့ပြောတယ်
ခင်ဗျားမှာဖယားကိုပေးလောက်နေချိန်ပဲလောက်ရှိတယ်24နိုင်ပတ်လုံးဘယ်သူဖန်ဆင်းလာတယ်ဘေးရှိဖန်ဆင်းလာတာကျွန်တော်ဖန်ဆင်းလာတယ်ဖယားဖန်ဆင်းလာတယ်ဒါဆိုဘယ်သူပိုင်တယ်လဲဖယားပဲပိုင်လားဘယ်သူရှိတယ်လဲဖယားကပဲရှိတာကျွန်တော်ရှိသလားမရှိဘူးကိုမရှိတဲ့ချိန်ကိုကျွန်တော်ပြီးလို့ရတယ်လားမရပါဘူးကိုပြရလို့ပြောပါမရဘဲမပြောပါနဲ့လို့ပြောပါအာမင်ဒါကြောင့်အချိန်ပေးမယ်လို့မပြောနဲ့ကျွန်တော်ဘယ်သူမှအချိန်ပေးစရာအချိန်မှမရှိတာဒီလိုမပြောရဘူးအချိန်ရှိတာကဘယ်သူလဲပိုင်တာကဘယ်သူလဲဖန်ဆင်းတာကဘယ်သူလဲဖယားရှင်ပိုင်တဲ့အရာဖြစ်တဲ့ကြောင့်အချိန်ယူရအောင်လာခဲ့ဖယားကြောင့်သွားပြီးတော့ဖယားရဲ့အချိန်ယူရအောင်လာခဲ့နှုတ်ကပတ်တော်နဲ့ဖယားသခင်ရဲ့အချိန်ယူရအောင်လာခဲ့ဝိညာဉ်တော်ဖယားနဲ့အချိန်ယူရအောင်ချိန်ယူဖို့ပဲကျွန်တော်သိရှိတာအာမင်တခါတလေပေးတယ်လို့ခံယူလိုက်တော့မာနတက်လာတယ်ခံယူချက်မှန်ကန်ပါစေအရောက်တိုင်းဘုရားရှင်စကားပြောပါစေအာမင်အာမင်အာမင်ခုနကကျွန်တော်တက်ခံချက်တွေကြားရတယ်ကျေးဇူးတင်တယ်119စာလံအဲ့ဒီ130မှာငါ့တက်ခံချက်တို့ဒီငါ့အမှုဥစ္စာတဲ့တက်ခံချက်ဆိုတာကိုယ့်အမှုမိတ်ဆွေတက်ခံမှာကိုယ့်အမှုဖြစ်သွားတယ်တက်ခံဖို့ဘယ်မလဲရအာမင်အာမင်ပြီးခဲ့တဲ့တနေ့ကလွယ်နေ့ကဝိညာဉ်တော်ကျွန်တော်စကားပြောသူ့ရဲ့ရှိရင်ဘယ်လိုအသက်ရှင်ရမလဲဘယ်လိုနေထိုင်သွားလာရမလဲတအားဆိုးရင်လည်းလူရှိတယ်ဝိညာဉ်တော်ကျွန်တော်စကားပြောအဲ့ဒီလိုလူရှိမှာအဲ့လိုဘုရားရှင်စကားပြောလာတဲ့အခါအမြန်ဆုံးကိုတော့ကျွန်တော်ရှိချက်ချင်းဘုရားစကားပြောလိုက်ချက်ချင်းပေါ်ရကိုရယူလိုက်ဘောဟုတ်တယ်လားရောက်တဲ့ဘုရားရှင်စကားပြောပါစေโอเคဒီနေ့ကျွန်တော်တို့အတူတူကစဉ်းစားကြတယ်ကျမ်းစာပါကြလို့ထင်တယ်ဟောလိုက်စတော့အပြာချက်ပါတယ်ကျွန်တော်လည်းဆိုလို့ကျွန်တော်ကကြက်ချေရโอเคရေရောလည်းလာစတော့ဖြစ်လို့မနိုင်ခွင့်ပြတယ်လာစတော့လို့ဒီဟုတ်ပြီနော်အားလုံးအတူတူကကျွန်တော်ရှမတဲ့ခန်းကြီးတော့ပိုင်း73ကိုကျွန်တော်ဖတ်မယ်ဒီမှာခေါင်းစဉ်တစ်ချက်အားလုံးအတူတူဖတ်ရအောင်ဒီတော့ခရစ်တော်တွားခြင်းတော်နေရတစ်ချက်ခရစ်တော်လဲခြင်းတော်နေရမဟုတ်ဘူးနော်တွားခြင်းတော်နေခရစ်တော်ကျင့်ဖို့နာပိုင်တော့နိုင်ရောကြီးမားတော့ရည်ရွယ်ချက်နဲ့ခရစ်တော်တွားခြင်းတဲ့နေရာဆိုပြီးဒါကြောင့်မိတ်ဆွေနဲ့ကျွန်တော်အတင်းတော့ကိုယ့်ရဲ့ ministry ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့စီစဉ်အားလုံးခရစ်တော်တွားခြင်းတော့နေရာဖြစ်စီခြင်းလေဆိုဖတ်ကြမယ်ကျမ်းပိုင်တိုင်းတရှိရမိတ်ဆွေရဲ့အတင်းတော်မှာမိတ်ဆွေအိမ်မှာမိတ်ဆွေရဲ့ဈေးထဲမှာမိတ်ဆွေရဲ့ဆိုင်ထဲမှာမိတ်ဆွေရဲ့စီးပွားထဲမှာမိတ်ဆွေပညာရှာတဲ့နေရာမှာခရစ်တော်အမြဲတမ်းတွားလာမယ်ဝင်ထွက်လာမယ်ဆိုရင်မိတ်ဆွေဘယ်လောက်ခံစားရတော်တော်လေးတဲ့ခုကြည့်ဂျေရုဆလင်နဲ့နမိုင်လောက်ဝေးတဲ့ရွာငယ်လေးမှာဘက်တနီဆိုတဲ့ရွာငယ်လေးမှာခရစ်တော်ဟာအမြဲတမ်းအဲ့ဒီအိမ်မှာတွားပြီးတော့ဝင်ထွက်ပြီးတော့အိပ်ပြီးတော့စားပြီးတော့နေတဲ့အချိန်တိုင်းထိုနေရာကိုခရစ်တော်အမြဲတမ်းတွားလို့ရှိတယ်လို့ကျမ်းစာဖော်ပြထားတယ်ခရစ်တော်ဝင်ထွက်လာခြင်းအပြင်ဘာဖြစ်လာလဲခရစ်တော်ကျွန်တော်မိသားစုထဲမှာအမြဲတမ်းလာခြင်းအပြင်ဘာဖြစ်လာလဲစဉ်းစားစရာလိုပါလိမ့်မယ်တစ်ချက်ကြည့်မယ်ခရစ်တော်နမိတ်လက္ခဏာလုပ်တဲ့အရာ39ပါးသော
39ပါးတဲ့ပုံများသောနမိတ်လက္ခဏာများထဲမှာပုတ်ပြီးသားမော်လက်ဆောင်အစာဖြစ်ပြီးသားခန္ဓာကိုတစ်ခုကိုခရစ်တော်ကထားလိုက်ဘယ်သူလဲဒီပုဂ္ဂိုလ်ကလာဇာရပ်သူဟာပုတ်ပြီးသားခန္ဓာအဲ့လိုပြောမယ်ဆိုဥိမာမာတာနာမီပုတ်ပြီးသားတေးပြီးသားပြန်ရှင်းပြန်ထားလိုက်ခရစ်တော်ကအဲ့ဒီပုဂ္ဂိုလ်ဟာဘယ်သူလဲဆိုတော့အမြဲတမ်းခရစ်တော်ဝင်ထွက်တော်မိသားစုဝင်ညာကျွန်တော်တို့တင်းတော်ထဲမှာကျွန်တော်တို့ရဲ့ဆိုင်ခန်းထဲမှာကျွန်တော်ရှိပွဲမှာကျွန်တော် ministry မှာကျွန်တော်မိသားစုမှာခရစ်တော်အမြဲတမ်းဝင်ထွက်လာခြင်းအပြင်သူ့ဘောစာကီလိုကီတီဟာလေလုယာတွင်ပြီးသားရှင်ညာပြန်ကြုံလို့ရတယ်ရှုံးခဲ့ပြီးတော့ရညာပြန်ရှင်ပြန်ထမြောက်လာတယ်ကျွန်တော်ရဲ့တက်တာထဲမှာလူလောကဘယ်လိုပြောမလဲတဘာဝလိုအရာများဖြစ်ပွားလာဖို့နမိတ်လက္ခဏာရဲ့အရှင်းမြစ်တစ်ခုကခရစ်တော်တွားခြင်းတော်နေရာဖြစ်ဖို့အရှိကြီးအာမင်အာမင်အာမင်အတစ်တော်ဝိညာဉ်တော်ရဲ့ပေါ်ပြခြင်းအတစ်တော်ဝိညာဉ်တော်ရဲ့ဆောင်မခြင်းလမ်းပြခြင်းတုတ်ထီခြင်းစကားပြောခြင်းကျွန်တော်တို့ခံစားနေနေကျွန်တော်တို့ရဲ့ဝိညာဉ်လည်းပဲအတစ်တော်တိုးတက်ခြင်းနဲ့တော့တိုးပွားလာမှာဖြစ်တယ်။ထိုအရာများကျွန်ခံစားဖို့ဆောင်မရမယ့်အရာကခရစ်တော်လာခြင်းတော်ရည်ကြီးကြပါတယ်။ဝိညာဉ်တော်ကြီးမားစွာအင်ရှင်စိတ်နဲ့သူကလှူရှားခြင်းတော်နေရာဖြစ်ဖို့အင်မတန်အရေးကြီးတဲ့အတွက်ကြောင့်ဒီနေ့ချမ်းသာဖို့ကျွန်တော်ကောင်းစစ်စစ်ကဖတ်ကြရအောင်။ Okay ကျွန်တော်နေလေးကိုအားကိုးတဲ့အတွက်ကြောင့်အခုစောင့်နေခြင်းဖြစ်ပါတယ်ကျွန်တော်တို့အားကိုးတယ်လို့ဖြစ်လာမယ်ဆိုရင်တော့ Okay အလည်းတော့ကြတော့ဝိုင်းနေရ Okay ဒီကျမ်းစာအတူတူကဖတ်ကြံလို့ဖြစ်ပါတယ်သူမစုံလေးလေ Okay သိကြပြီလားကောင်းဖတ်မယ်မထားပြီးတော့ဖတ်မယ်ဒီနေ့တော့ထိုအခါယေရှုသည်ဗက်တိဇံကိုခံအပ်တော်ကဂါလိလဲပြည်မှဂျော်ဒန်မြစ်နာယောဟန်ထံသို့ကြွတော်မူ၏နောက်တစ်ခါအရောက်တိုင်းဘုရားရှင်စကားပြောပါစေအာမင်ပြန်ကြည့်ပါခရစ်တော်ဘယ်နေရာသို့သွားတယ်လဲဘယ်နေရာသို့သွားတယ်လဲဘယ်နေရာသို့သွားတယ်လဲယောဒန်မြစ်ယောဟန်ထံသို့သွားတယ်ဘယ်ကနေစလာတယ်လဲအဲ့ဒီနေရာရောက်ဖို့ဘယ်ကနေစလာတယ်လဲโอเคပြန်ပြောမယ်ခရစ်တော်ဒီယောဒန်ယောဟန်ထံသို့လာတယ်ဒီနေရာရောက်လာဖို့ဘယ်နေစလာတယ်ဂါလိလဲယောဒန်မြစ်ယောဟန်သိအရေးကြီးပါကြောင်းကျမ်းစာကမှတ်တမ်းလေးထားဒါကြောင့်ဒီနေ့ချစ်တော်ဖခင်သားသမီးများဒီနေရာမှာယောဒန်မြစ်တစ်ခုတည်းရှိရင်ခရစ်တော်သွားမှာမဟုတ်ဘူးယောဟန်တယောက်တည်းပဲရှိမယ်ယောဟန်မြစ်နဲ့မတွဲဘူးဆိုလည်းသူမသွားဘူးယောဟန်မြစ်နဲ့ယောဟန်တွဲတော်နေရာမှာခရစ်တော်သွားတာโอเคဒီယောဟန်မြစ်ဖြစ်သွားတော့နားထောင်ကြလားလို့ဆန်းတာယောဒန်မြစ်နဲ့ယောဟန်တွဲမှာခရစ်တော်သွားတာမြစ်တစ်ခုတည်းရှင်သူမသွားဘူးယောဟန်တစ်ခုတယောက်တည်းရှင်လည်းသူမသွားဘူးဒါကြောင့်ဒီလေခုအမြဲတမ်းတွဲရတယ်ကျွန်တော်တို့အသက်တာထဲမှာယောဟန်မြစ်ထဲမှာကျွန်တော်တို့ကအမြဲတမ်းလှုပ်ရှားတော့သူများဖြစ်ရမယ်ဟုတ်တယ်ယောဟန်မြစ်လို့ပြောချင်တယ်
ယ်မြစ်ထဲမှာယောဟာလှုပ်ရှားတာလဲယောနာမြစ်ထဲမှာလှုပ်ရှားတဲ့အတွက်ကြောင့်နောက်ပိုင်းယောဟာမြစ်ဖြစ်သွားတယ်လေဟုတ်တယ်အဲ့ကျွန်တော်ပြောချင်တာမဟာတဲ့စကားမပြောဘူးဟုတ်တယ်ဂါလိလဲအိမ်မှာအမြဲတမ်းပေတရုတို့အမြဲတမ်းနေတဲ့အတွက်ကြောင့်သူတို့ကဘယ်လိုလူမျိုးများဖြစ်သွားတယ်လဲဂါလိလဲနေတာဖြစ်သွားတယ်လေမဟုတ်လား yeah ကိုမြတ်လို့ပြောပါမစိုးရင်လည်းမဘူးလို့ပြောပါ okay နံပါတ်1ဘယ်နဲ့စတာတယ်ဖြစ်တော့ဒါလေးလေယနေ့ကျွန်တော်တို့ရဲ့တက်တာထဲမှာခရစ်တော်တွားချင်သောလာချင်သောနေရာသူပျော်မွေ့ချင်သောနေရာဖြစ်ဖို့နံပါတ်1ဂါလိလဲဖြစ်ရကျွန်တော်တို့ကဂါလိလဲဖြစ်ရကျမ်းစာမှာကျွန်တော်ကြည့်တဲ့အခါဂါလိလဲဆိုတာကသိရင်ကြည့်တပည့်တော်ဘယ်နှပါရှိတယ်လဲ12ပါများထဲမှာအများဆုံးသောနေသားတွေကဘယ်နေသားကလဲဘယ်နေသားတွေကလဲဂါလိလဲရဲရဲဝံ့ပြောပါဘယ်နေသားလဲဟာခက်ပြောင်းပြီနော်ဘယ်နေသားလဲမလို့ဘူးကြောက်စရာမလို့ဘယ်နေသားလဲဂါလိလဲနေသားတွေကိုခရစ်တော်ကခေါ်တဲ့အတွက်ကြောင့်မတိသောလူတွေကဒီစင်ရတာဒီညာမတတ်တယ်ဒီဂါလိလဲနေသားမြဲနဲ့တူနေမှတော့သူတို့ရဲ့ဆရာစုကမဘူးလို့အမုန်းခံလောက်တဲ့ဒီခရစ်တော်ကဂါလိလဲနေသားများကိုယူမိတ်ဆွေအတုံးပြုမဲ့ဖရာတခင်အတွက်အရေးကြီးဆုံးကခံတယ်ကျွန်တော်တို့ပြောမယ်အားလုံးအဖြေထုတ်ကြပါမိတ်ဆွေဟာကြိုက်တယ်လို့လုပ်နိုင်တော့သူဖြစ်ချင်တော့အရာကိုဖြစ်စေနိုင်တယ်ကိုယ်အသက်တော်ဘဝမှာလိုအပ်တာဘာမှမရှိဒီအခြေအနေမှာအသက်ရှင်တဲ့မိတ်ဆွေကကိုယ့်ရဲ့လုံပေါ်ဆောင်ဘက်တွေကိုရွေးမယ်ဆိုရင်ဘယ်လိုလူမျိုးကိုရွေးမလဲအတန်းလိုက်ကျွန်တော်မေးမှာနော်ကျွန်တော်ပြောတာနားလည်သလားမိတ်ဆွေကြီးဖြစ်ရှင်သောအရာကိုဖြစ်စေနိုင်တော်သူဖြစ်ရှင်သောအရာကိုလည်းဖြစ်စေလိုက်ကြိုက်တဲ့အရာကိုအချိန်ပြည့်လုပ်နိုင်ကိုယ့်ဘဝအတွက်ခက်ခဲတာမှမရှိဒီလိုအရေးချင်းနဲ့ပြည့်တဲ့မိတ်ဆွေကကိုယ့်အတွက်လုံပေါ်ဆောင်ဘက်ကိုရွေးမယ်ဆိုရင်ဘယ်လိုအရေးချင်းရှိတဲ့လူတွေကိုရွေးမလဲဟယ်လိုဒီဘက်ကိုကျွန်တော်မမေးသေးဘူးဒီဘက်ဝင်နေတာဘယ်လိုအရေးချင်းကိုရွေးမလဲငါလို့မထားတယ်ငါမဟုတ်တယ်ကျေးဇူးတင်တယ်ဗလဲကိုနဲ့ရှင်ပြနေလို့ဆိုတော့ဘယ်လိုရည်ချင်းရှိတယ်လို့ကိုနဲ့ရှင်ပြနားထောင်တယ်โอเคထပ်ဖြစ်ကြတာရှိသလားဖွက်ထားမယ်လိုအပ်တဲ့အရာကိုမလိုအပ်တဲ့အရာမရှိတဲ့အရေးချင်းအခြေအနေကနေကိုနဲ့တွဲမဲ့လုပ်တော့မဲ့လုပ်ပေါ်ဆောင်တဲ့များကိုရွေးမယ်ဆိုဘယ်လိုအရေးချင်းရှိတဲ့လူတွေရွေးမယ်လဲကျေးဇူးတင်တယ်ခင်ဗျားတို့လက်ရောက်လာပြီဘယ်လိုအရေးချင်းတွေသက်စာရှိတော့ကျေးဇူးတင်တယ်ပြီးတော့ကိုအရန်ချစ်တဲ့လူတွေကတည်းကိုချစ်တယ်အဲ့လိုချင်ပါတော့ခင်ဗျာဥပုနေချာโอเค
ဘာလို့မလဲဆန်လူပြောတဲ့မြတ်စကားကိုနားထောင်တရွေမတည်းနားထောင်တယ်ကျေးဇူးတင်တယ်ပြန်မနေနဲ့လို့ပေါ့ဟုတ်ပြီဘာလို့လဲဒီချင်းယူတာနေချာကျေးဇူးတင်တယ်ဘာလို့လဲကျေးဇူးတင်တယ်ဒီမှာလက်မောင်းတစ်လက်တူများဘယ်လိုရင်းချင်းမျိုးကိုဒီမဲ့လဲဒီစီဝဲတင်းလို့ဝင်တယ်ဒါလည်းကောင်းတာဘယ်လိုရင်းချင်းမျိုးကြည့်ကိုအချိန်ပေးနိုင်တော့ကျေးဇူးတင်တယ်ပြန်စဉ်းစားမယ်အားလုံးမိတ်ဆွေဒီမလုံနိုင်တော့အရာမရှိပါအဖြစ်စင်နိုင်တော့အရာလည်းမရှိပါမတတ်နိုင်တော့အရာမရှိဘူးဒီပလင်လီရင်ဖြစ်စေဆိုပြီးလီရင်ပြန်သွားတယ်ဒီမိုက်စဲမူရီဖြစ်စေဝေလို့သွားလိုက်မတတ်နိုင်တာအခုမှမရှိဘူးဟုတ်တယ်နော်အဲ့ဒီအခြေအနေကနေကိုယ့်ရဲ့လုပ်ပေါ်ဆောင်ဘက်ကိုရွေးမယ်ဆိုရင်ကိုရွေးမဲ့အရေးချင်းဆိုပြောကြတယ်တန်းရှိပြောကြတဲ့အရာအားလုံးမှန်ကိုယ်မှလိုအပ်တာမရှိဘူးအားလုံးလုပ်နိုင်တဲ့လူအတွက်ပထမလိုအပ်တာကပညာရှိလို့မလားပညာရှိလို့ရှိရင် तू မလုပ်နိုင်ဘူးလားလုပ်နိုင်တယ်တက်ထင်းလုပ်မလားငွေလိုရင် तू မလုပ်နိုင်ဘူးလားလုပ်နိုင်တယ်ဘာလို့မလဲဟုတ်တယ်နာခံတော့ဘယ်လိုဘူးလားအရာအားလုံးသူလုပ်နိုင်တယ်ဒါပေမဲ့ကိုယ့်ချစ်ဖို့အာနာနဲ့လုပ်ရင်အရာသာရှိမလားခင်ဗျားငါ့ကိုချစ်မလားမချစ်ဘူးလားပြောလေပေးဖြစ်မှာနော်လေပေးဖြစ်ခြင်းလေပေးဖြစ်ဖို့ကြောက်လို့ကျွန်တော်ကိုချစ်ရင်ကျွန်တော်တွေ့ရတာရှိမလားမရှိဘူးနောက်ကြောင့်သူ့ရဲ့အတွင်းထဲကနေစီးထွက်လာတဲ့မေတ္တာသူ့ရဲ့အတွင်းထဲကနေစီးထွက်လာတဲ့နာခံခြင်းဆိုတာထိုပုဂ္ဂိုလ်အတွက်လို့တယ်မလို့ဘူးလားလို့ရတယ်အရေးကြီးဆုံးတော့ပထမချက်ကအဲ့လိုပြောလို့ဆိုရင်ထူမလို့လားဘာလဲထူမမလုံးနိုင်တာမရှိတဲ့လူတယောက်စကားကိုနားထောင်ခြင်းအပြင်သူ့ရဲ့အကြံစီအားလုံးမပြည့်စုံဘူးလားပြည့်စုံပါဘောဒီအခြေအနေဒီရာထူးဒီအရေးချင်းကနေယေရှုခရစ်တော်ကတပည့်တော်တွေကိုရွေးတာယောဂမျက်စိစကားပြောပါစေအာမင်အခုကျွန်တော်ဆွေးနွေးနေတဲ့ရွေးကောက်ပွဲကခရစ်တော်အသုံးပြုသောရွေးကောက်ခြင်းဖြစ်တရားကျမ်းစာဖတ်ပြပါsa ko lang magbabakan Jolay okay osin sa pao boleh masalahkan niya sa mga ko okay sa ko check pa kayo na abi lo le sa jero janga ku suni ni lo phit de sa ko yeah som ni lo ke sa ko le yang lalu bentuk kain le, oke, sama mama,
တစ်ကောတစ်26ညီကိုတို့တင်တို့ကိုခေါ်တော်မူခြင်းအကြောင်းအရာကိုဆင်ခြင်ကြတော့ခေါ်တော်မူသောသူတို့တွင်လောကီပညာရှိအများမပါထင်ရှားသောလူကြီးအများမပါမင်းမျိုးတွင်ဖြစ်သောသူအများမပါโอเคတော့ဘောပါလားအရောက်တဲ့ဖြစ်စဉ်စကားပြောပါစေဒါကြောင့်ခရစ်တော်ကြီးတပည့်တော်များကိုရွေးတဲ့အချိန်မှာသူ့ဘယ်လိုအရေးချင်းမျိုးကိုကြည့်ပြီးတော့ရွေးတယ်ဆိုရင်ကျွန်တော်တို့မျောလင့်တောင်းတတဲ့အရာတွေသူ့မှာမပါဘူးဒါကြီးသူမရွေးဘူးဘယ်သူတွေကိုရွေးတယ်ဆိုရင်ဂါလိလဲနဲ့တာရွေးတယ်ဂါလိလဲနဲ့တာတွေရဲ့သူတို့ရဲ့ဘယ်လိုပြောမလဲအင်္ဂလိပ်လိုပြောမယ်ဆိုရင်အဟိနာဂါလိလဲနဲ့တာများရဲ့အဟိနာဘာလဲဆိုတော့နံပါတ်1နာခံတော့သဘောရှိတယ်ကျမ်းစာတတ်ဆရာကြီးကြီးပြောတဲ့အခါနံပါတ်2ဂါလိလဲနဲ့တာတွေဟာနာခံတော့နှလုံးသား1ရှိတယ်2တိတော့တွေးတော့သူတို့ကြားရတော့အတိတ်တစ်ခုခုကိုအမြဲတမ်းလက်တွေ့အသက်ရှင်ပြီးကြတော့နေတာမျိုးဖြစ်တယ်။ညီစံတယ်အတိတ်အရာတစ်ခုတွေ့ပြီးဆိုတော့အသက်တာထဲမှာအမြဲတမ်းညီစံ။ဒါကြောင့်ပေတရုကိုကြည့်ပါလား။ဒီမှာခရစ်တော်ကနှဆုံးနဲ့ထုတ်တယ်။နှဆုံးနဲ့တော့ပေတရုမြင်တဲ့အခါမှာအဲ့တော့တတိယကိုမကြည့်တော့ဘူးကွာ။ချက်ချင်းကိုထွက်သွားတယ်။ဒီဘက်မှာနှဆုံးတော့နေထုတ်လိုက်။နေထုတ်လိုက်တော့ကျေးဇူးတော်ကြောင့်နှဆုံးမထွက်ဘူး။မထွက်တော့သူ့မှာလို့ဆက်လို့မဲ့အရာမသိတော့ပြန်လာတယ်။ကိုရောမထွက်ဘူးလေ။မထွက်ဘူး။ခရစ်တော်ခင်ဗျားဘယ်သူကနေထုတ်ခိုင်းလို့လဲလို့မပြောဘူးကွာ။ဟုတ်တယ်။ဒီလိုအမျိုးကအစာရှောင်ခြင်းမှအပါမထွက်ဘူးလို့ကဖြစ်နေလိုက်တယ်။ဒါကြောင့်ဘာလဲနဲ့သားလေးအရာတစ်ခုကိုတွေးလိုက်ပြီးဆိုရင်ကြားလိုက်ပြီးဆိုရင်ရလိုက်ပြီးဆိုရင်တွတ်တက်တာထဲမှာမရှိသေးတော့အတစ်တစ်ခုဘုရားရှင်ပေါ်ပြပြီးဖွင့်ပြပြီးဆိုထိုးရကိုလုံးလုံးလျက်လျက်ယူပြီးတော့တွတ်တက်တာထဲမှာအမြဲတမ်းကျင့်သုံးပြီးအသက်ရှင်တတ်တော့နေသားများကိုဘုရားရှင်ရဲ့ကယူကောင်းနေရှိတာဟာလေလုယာလက်ခုပ်တီးတော့ထောက်ပြဖို့ဝတ်ကြရအောင် praise praise ရောက်တဲ့ရှိစကားပြောပါစေ amen amen ဒါကြောင့်ဒီနေ့ခါလေးနဲ့သားဆိုတာကျွန်တော်တွားပြီးတော့ပါလက်စတိုင်းကိုတွားပြီးတော့ဂါလိလဲနဲ့မှာတွားအိမ်တွားစားဖို့ပြောနေတာမဟုတ်ဘူးနံပါတ်1ကျွန်တော်တက်တာထဲမှာနာခံတော့တက်တာရှိနံပါတ်2ဘုရားရှင်ဖွင့်ပြတော့အရာတိုင်းဘုရားလူများနဲ့ကျွန်တော်တည်ရတော့တတိယစကားခုခုကိုအမြဲတမ်းကျွန်တော်အတက်တာတီးဆောက်အလုပ်ကစံတော့တူရရာဘခိုင်ရဲ့ဒီဘက်ကလည်းဆယ်လေးတယ်မှာကြားယုံမြတ်တာကိုယ့်ကိုယ်မလဲပြန်တယ်ကြားတဲ့ကဲအသက်ရှင်တော်သူဖြစ်ပါစေဒါကြောင့်ဒီနေ့ဂါလိလဲနဲ့သားတွေဆိုတာကနော်အင်္ဂလိပ်လိုပြောမယ်ဆိုရင်အရှင်ပါပါတယ်ဘယ်လိုကဒီလိုလူမျိုးဒီလိုယုံကြည်သူများရှိကြတယ်ခရစ်တော်ဒီအစပြုပြီးတော့အမြဲတမ်းခြေလမ်းလာပြီးတော့လုံရှားခြင်းတော်ဘုရားဖြစ်တယ်ဆိုတာကျွန်တော်တက်တာထဲမှာယူတတ်မှတ်လိုက်ရချင်အရောက်တိုင်းဘုရားရှင်စကားပြောပါစေအာမင်ဟာလေလုယာ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 ဒါစကားလေးနဲ့တားများရဲ့အခြေအနေကျွန်တော်သိပြီလားသိပြီဆိုရင်ဘုရားသခင်ဒီထိုဘဝထိုခြေတွေကရေစာရေးကြီးမားသောအရာများလုပ်လာတယ်ဒါကြောင့်ဂါလိလဲဆိုတာသိအရေးကြီးဒုတိယအနေနဲ့သူဘာပြောတယ်လဲဆိုတော့ဒီမှာဂါလိလဲကနေသူထွက်လာတယ်ဂါလိလဲကိုဘယ်တော့မှခရစ်တော် ministry ထဲမှာဂါလိလဲဆိုတာမရှိမဖြစ်ဘူးဟာဂါလိလဲအိုင်ဆိုတော့ကျွန်တော်အားလုံးသိကြတယ်လေနေသားထဲမှာရှိတဲ့ကြော်ကြားတော့လုပ်ငန်း
แต่เมื่อวันจังหวัดเลยยี่จีสงตอนนี้อยากจะว่ากาลีเลวอยากจะมาชิไอ้เสร็จเลยทั่วไอ้ยี่เวลาเลยยี่ฮะเนาะอาเซียนทำสิ่งนี้ช่วยตัวเลยเว้นเลยช่วยเด็กกาลีเลวเนี่ยแล้วจังทุนยามางานเนี่ยแต่เช้าตัดวันเนี่ยเนี่ยสิ่งนั้นสุดที่สุดแต่สิ่งนี้ทำมาตัววันเนี่ยสิ่งเดียวเจ้ากาลีเลวเนี่ยด้วยกองจีเสร็จကျွန်တော်တက်တာထဲမှာကောင်းကြီးတစ်ခုရပြီဆိုရင်မြို့သိမချာရပြန်ပြီးတော့ဗာလဲပြန်ဝင်ငှားရကောင်းကြီးလေးရမယ်ပြန်ဝင်ငှားရဖယားရဲ့ကောင်းကြီးခံစားရမယ်ပြန်ပြီးတော့တက်တည်ခံရမယ်ဖယားရှင်ကကောင်းကြီးငင်ကကျွန်တော်ရယူတယ်သူတစ်ပါးအတွက်လည်းပြန်ပေးရဒါကဂါလိလေအိုင်ရဲ့တင်ကြီးတာတစ်ခုဖြစ်တယ်ထိုအရာကိုခရစ်တော်ရှင်ကစာပြီးရဲ့လှုပ်ဆောင်တယ်ဆိုတော့ကျွန်တော်နားလေတရှင်ပြရမှာဖြစ်တယ်အရောက်တဲ့ရှင်စကားပြောပါစေအာမင်ဟာလေလုယာโอเคဒုတိယအနေနဲ့ဗာလဲယောဒန်မြေဗာလဲယောဒန်မြေကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါရှင်ယောဟန်စက္ကွန်မှာကျွန်တော်ကြည့်တဲ့အခါနှုတ်ကပတ်တော်ရေအားဖြင့်သူတို့ကိုတန်ရှင်းစေတော်မူပါတဲ့ခရစ်တော်ဆုတောင်းတယ်โอ้บาอีลูเมียကိုနှုတ်ကပတ်တော်ရေအားဖြင့်တန်ရှင်းစေပါတဲ့ဒီနေရာမှာယောဒန်မြစ်လို့ပြောတဲ့အခါကျွန်တော်တို့အားလုံးမြင်အောင်စေခြင်းတဲ့အရာကပြင်လဲရင်မြစ်နဲ့ပြင်ကြီးကိုမဟုတ်ပဲနဲ့ရေဆိုတာကနှုတ်ကပတ်တော်မြင်တဲ့ပုံစံဘာပုံစံလဲနှုတ်ကပတ်တော်မြင်တဲ့ပုံစံနှုတ်ကပတ်တော်ထဲမှာယောဟာနေရောညမှာအသက်ရှင်ဒါကြောင့်ကျွန်တော်တို့အကောင်းဆုံးကျွန်တော်တို့ရဲ့ခွန်အားဖြစ်တဲ့ဝိညာဉ်ရဲ့ခွန်အားဖြစ်တဲ့နှုတ်ကပတ်တော်ထဲမှာနော်ရှင်ယောဟန်ဒီယော်ဒန်မြစ်ထဲမှာလားယော်ဒန်မြစ်ဘေးမှာလားလှုပ်ရှားတာလားယော်ဒန်မြစ်ထဲမှာလားယော်ဒန်မြစ်ပေါ်မှာလားယော်ဒန်မြစ်ထဲမှာလားယော်ဒန်မြစ်နားမှာလားโอเคကျွန်တော်နားလဲရကျမ်းစာကြည့်လို့ပဲပြောထားတယ်ယော်ဒန်မြစ်ထဲတော့နေရောညပါကျွေးကြော်လှရှားတော်သူဒီယောဟန်တဲ့အဲဒီယောဒန်မြစ်ဆိုတာကနှုတ်ကပတ်တော်ပုံစံပဲယနေ့ယုံကြည်သူဒီနှုတ်ကပတ်တရားကိုကြည်ကျင်နဲ့ကျွန်တော်ဖတ်ရမယ်ပြန်ပြီးတော့စမျိုးပြန်ရမယ်နွားအကြောင်းကိုကျွန်တော်လေ့လာရခါတင်ယူစရာအများကြီးရှိတယ်နွားဒီတနေ့ကိုသူကဗာလဲမြစ်တွေကိုစားတယ်တနေ့ကိုစားတဲ့မြစ်တွေကိုသူကလုံးဝမဝါဘူးရှာနဲ့ရက်ပြီးတော့တွားနဲ့ဖြတ်လိုက်မြူလိုက်တဲ့ချင်းမြူလိုက်တဲ့ကြာလာတဲ့အဲ့ဒီမြစ်အချမ်းကြီးကိုသူ့ရဲ့ဘိုက်နော်အစာအိတ်ခန်းကြီးတစ်ခန်းထဲမှာထည့်ထားတယ်ထည့်ပြီးတော့ညနေဝင်လာတဲ့အခါသူနားတဲ့နော်နွားတင်ကုန်မှာသူကနားပြီးတော့အစာစားတာနားလာအမှန်တကယ်သူမနာဘူးဘာဆက်လုပ်တယ်လဲစလုပ်တယ်လဲဆိုရင်ဝါပိတာမြင့်များကိုတော့ပြန်စလို့ပြန်ယူတယ်ပတ်စပ်ထဲမှာပြန်ထုတ်အစာအိမ်ကနေထုတ်တယ်ပတ်စပ်ထဲမှာပတ်စပ်ထဲကနေပြန်ပြီးတော့ဝါပြီးတော့ဘယ်လောက်အထိဝါတယ်လဲဆိုရင်ကြည်ညက်နော်အင်္ဂလိပ်လိုပြောမယ်ဆိုရင် anointing ကြဝါပြီးတော့အဲ့ဒီဝါတဲ့မြစ်ကြီးကိုတော့ပြန်ညှို့ချပြီးတော့အစာအခန်းထဲမှာထည့်ပြန်ယူတယ်ဝါတယ်ပြီးတော့တခန်းထဲမှာပြန်ထည့်အဲ့လိုထည့်လိုက်ခြင်းကိုစမှုပြန်တယ်လို့ခေါ်ကြတယ်နေ့လယ်မှာသူဝါနဲ့အမဝါကိုစားတယ်မြစ်ပြင်ကတွက်ခန္ဓာတွက်ကောင်းကျိုးတစ်ခုမှမပြေနိုင်ဘူးအဲ့မှာညမှာသူပြန်ဝါပြီးတော့စမှုပြန်လာက
သူ့ရဲ့အစိတ်ပိုင်းအားလုံးအတွက်လိုအပ်သောဗီတာမင်လိုအပ်သောခွန်အားလိုအပ်သောအသွေးအသားတွေအတွက်အားများကိုပြည့်စုံပေးတာကပြန်စမြုပ်ပြန်တဲ့ခြင်းဒါကြောင့်ဒီနေ့ယုံကြည်သူဒီတော်တော်ပညာရှိသောသူကလေးလေး၍နော်ကျမ်းစာအများကြီးသူလာနိုင်လိမ့်မယ်ယုံကြည်သူအားလုံးကကျွန်တော်ဒီ usually simple bible လို့တော့ပြောတယ်ဒီ usually ပြရှင်ပေးထားတဲ့ကျမ်းစာပုံမှန်ဖတ်ပါဖတ်ပြီးတဲ့ကျမ်းပိုက်ကိုပြန်ပြီးတော့ဝိညာဉ်တော်ကိုအားကိုးခြင်းအဖြစ်ပြန်ပြီးတော့စမြုပ်ပြန်ပါပြန်ပြီးတော့စင်ခြင်းအောက်နေပါဝိညာဉ်တော်ဒီမိတ်ဆွေကိုဖွင့်ပြပါမယ် hallelujah hallelujah ဝိညာဉ်တော်ဒီတန်ချမ်းဆောင်ရေးတဲ့လူတွေကိုဥဆောင်တာဝိညာဉ်တော်ဖြစ်တယ်။တန်ရှင်သောဝိညာဉ်တော်ကပဲအတိတ်အနည်းအပဲကိုကျွန်တော်တို့ဖွင့်ပြနိုင်တယ်။ဒါကြောင့်သူ့ကိုအားကိုးခြင်းအဖြစ်ပြန်ပြီးစမြုပ်ပြန်ရတယ်။နှုတ်ကပတ်တော်ထဲ၌တာလျင်ယောဟန်သရှင်နှုတ်ကပတ်တော်ထဲ၌ကျွန်တော်တို့မွေးရပါတယ်။ရောက်တဲ့သက်ရှင်စကားပြောပါစေ။ hallelujah 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 okay နှုတ်ကပတ်တော်အကြောင်းကျွန်တော်ပြောနေတာရှင်ယောဟန်ဒီဘယ်လိုပုံတက်တည်ယူစရာကောင်းတယ်ဆိုတော့ကျွန်တော်တို့တော့သူကြည့်တဲ့သူ့ရဲ့ခြေလမ်းကစက်ပတ်ကြဆိုရင်ဘာတွေ့ရတယ်လဲဆိုတော့ခရစ်တော်သူရှိရောက်လာတော့ရှင်ယောဟန်ဗတ္တိဇံခံဖို့ဘုရားသခင်ပေးထားတဲ့ဘေးတွေသူ့မှာရှိတယ်။အခွင့်အာဏာလည်းသူ့မှာရှိတယ်။တရားမှာတရားရှိတယ်။ခရစ်တော်သူနားရောက်လာတဲ့အခါရှင်ယောဟန်ကသူ့ရဲ့အခွင့်အာဏာကိုမသုံးဘူး။သူ့ရဲ့ကျွမ်းကျင်မှုကိုလည်းမသုံးဘူး။နော်အော်ဆာကောင်းတာ။အမှန်တကယ်ရောက်လာတဲ့လူတိုင်းကိုဗတ္တိဇံပေးဖို့ကသူ့တာဝန်လေ။ဘုရားရှင်ပေးထားတဲ့အခွင့်အာဏာအားလုံးပဲ။ဒါပေမဲ့ခရစ်တော်နဲ့တွေ့တဲ့အခါထိုအာဏာကိုသူမသုံးဘူး။ချာလုံနေလာတော့ချက်ချင်းဘယ်ပြန်လဲဒါပေမဲ့ခရစ်တော်သူရှိရောက်လာတဲ့အခါသူအတားလေးနေတယ်ချမ်းသာဘာမှမလုပ်ဘူးဘာတဲ့သူတားလေးနေတာကြောက်တာမကြောက်ဘူးသူရှိမှရောက်လာတဲ့သူဟာဘယ်သူဖြစ်လဲဆိုတော့ဒီအာမင်သူဒီသူဘာလို့ဒီလဲသူဟာဝိညာဉ်တော်နဲ့ပြီးသွားတော့ဒါကြောင့်သူရှိမှရောက်လာတဲ့ကိုဘယ်သူလဲဆိုတော့သူသိတယ်တော့ကြောင့်သူဘာမှမလုပ်သူ့ရဲ့ကျွမ်းကျင်မှုနဲ့တော့မပြောဘူးအာမဖို့သူ့ရဲ့အခွင့်အာဏာကိုလည်းမတုံးဘူးသူရှိမှရောက်လာတဲ့လူဟာသူ့ကိုဘယ်တဲ့တော့သူဖြစ်တယ်ဆိုတော့သူလည်းကြီးတော်သူဖြစ်တယ်ဆိုတော့သူသိဒါကြောင့်သူ့မှာရှိတဲ့အရာတွေသူမတုံးဘူးပဲနေချာဆိုတဲ့ခရစ်တော်ကသူ့ကိုဘာပြောနေလဲဒါလည်းသူနားထောင်တယ်ကျွန်တော်ပါစာပြောကျွန်တော်တက်တာထဲမှာလုံမားခဲ့တဲ့အရာရှိကျွန်တော်အနေနဲ့ကျွန်တော်တိုင်းတာနဲ့ကျွန်တော်အခွင့်အာဏာကိုတုံးမိတဲ့အရာများရှိဖယားရှိရောက်နေလဲပဲဖယားရှာကျွန်တော်ဘာပြောနေတယ်နားမထောင်ဖယားတကယ်ဒီအရာတွေဘာပြောတယ်ကျွန်တော်ဒါမဆောင်အားတဲ့အချိန်များရှိဒီလိုမလုပ်ရဖယားရှိကျွန်တော်ရောက်လာပြီစီသူလို့စေခြင်းတဲ့အရာကိုကျွန်တော်ရရတာအာမင်သူဖြစ်စေခြင်းတဲ့အရာကိုရရတယ်ဒါကဝိညာဉ်လူများရဲ့တက်တာတွေမှာလင်းလွယ်သွားရတယ်တရားဟောတာကဟောနိုင်ပါတယ်ဆိုတာနဲ့ပေါခရဟောလိုက်တော့အချိန်တိုင်းပြီးတော့တာပေါ့တချို့ဆိုတာမဆိုးနေပါလေဆိုလိုက်တော့ပြီးတော့နိုင်တာပေါ့အစားရှိတော့အဆုံးရှိတာပေါ့ဒါမဲ့ဘုရားသခင်ရဲ့အလိုတော်မပြည့်နိုင်ဒါကြောင့်ကျွန်တော်ဘာကိုရှာရမလဲမြင်မောက်တော်ကိုရှာရဟာလေလုယာဟာလေလုယာဟာလေလုယာလူငယ်များမြင်မောက်တော်ကိုရှာတာကျွမ်းကျင်မှုဆိုတာအမှန်တမ်းအရေးကြီးတယ်ဒီအရာကလူတော်မပြီးစေနိုင်ဘူးပြီးတော့အတင်းတော်ကိုလည်းမသိဆောင်နိုင်ဘူး
ဘယ်တိတ်ချင်းဒီကလေးဖယားလိုလိုပြီးဆုံးစေနိုင်တဲ့ကြောင့်ကျွန်တော်တို့မျက်မှောက်တော်ရှာရမယ်မျက်မှောက်တော်ထဲမှာကြီးမားတဲ့အရာတွေကျွန်တော်အများကြီးတက်ရှင်ကျွန်တော်ပေါ်ပြထားတယ်ဣသရေလဒီမင်းနဲ့စောနေမချွတ်ခင်ထားပြီးတော့ဘာကောက်ရတယ်လဲသူတို့စားဖို့မာနကောက်ရအဲ့ဒီမာနနေထွက်လာပြီဆိုရင်ဘာဖြစ်သွားတယ်လဲဒီကျော်သွားနော်ဘုရားရှင်ကတနစ်စာတဲ့တနစ်ပဲကောက်ခိုင်းတယ်တတ်ဘာလဲတနတ်ပဲကောက်ခိုင်းတယ်ဒါမဲ့နောက်မထောင်ပဲနဲ့နာနာကောက်မိတယ်ကွာပုတ်သွားတယ်နာနာကောက်ရင်ပုတ်သွားတယ်စပတ်နဲ့အတွက်ဘုရားရှင်ကနေရစာကောက်ခိုင်းနေရစာကောက်ခိုင်းတဲ့မှာနေရစာကောက်ရင်မပုတ်ဘောအော်စကားသူပြောတဲ့အရာလို့ရင်မပုတ်အဲ့ဒီမှာအဲ့ဒါနဲ့မကသေးဘူးသူပဲပြန်ထပ်ပြောတယ်တင်တို့ဘုံမှာဘယ်နဲ့အတွင်တော်ထဲမှာငါကျွေးမွေးတဲ့ကြောင့်တင်တို့ရဲ့နော်မီးစင်မီးဆက်တီးလို့ရအောင်တက်တဲ့အတွက်ပြည့်ညတ်တော်တက်တာလဲမှာတင်တို့ဒီမာနကိုတက်တဲ့ထားရတယ်လို့ပြောတဲ့အတွက်ကြောင့်တက်တဲ့အတွက်မာနကိုတက်တာတော်ထဲမှာထားတဲ့မာနကနှစ်ပေါင်း100ပြည့်တယ်လုံးဝမဟုတ်ဘူး။ဒါဆိုဘာကပွားချစီ။အလိုတော်ကပွားချစီ။မျက်မှောက်တော်ကပွားချစီ။ဒါကြောင့်ဒီနေ့ပို၍ဖယားမျက်မှောက်ကိုကျွန်တော်ဘာလို့ရှာရလဲ။ပွားချမှုလားရှိ။ဘယ်ရောက်တဲ့ဖျက်စစ်စကားပြောပါစေ။ယောဟန်ဒီဝိညာဉ်တော်နဲ့ပြေဝတော်သူဖြစ်တဲ့အတွက်ကြောင့်သူကြွချင်မှုကိုဘာလို့မသုံးတယ်လဲ။သူရှိမှရှိတော်သူဟာသူတဲ့ကြီးတော်သူဖြစ်တယ်။သူ့ကိုစီကတော်သူလည်းဖြစ်တယ်။သူ့ကိုဘိတ်တဲ့တော်သူလည်းဖြစ်တယ်။ဒီနေ့အတွက်သူ့မှာအကျဉ်းရှိနေဆိုတော့အခြားသောသူများတဲ့လေးနဲ့ဆိုသူတည်တော်ကြောင့်ခေါ်ရတော်ရှိတဲ့တုံ့ပြန်မှုကိုသူဆောင်နေတာ။ဘုရားသခင်ရဲ့လမ်းပြမှုကိုမျှော်လင့်တော်သူတိုင်းဘုရားသခင်ရဲ့နေရာလမ်းပြနေရှိ။ဟာလေလုယာ။အယောက်နဲ့တက်စကားပြောပါစေ။ဒါကြောင့်နှုတ်ကပတ်တော်ထဲမှာမွေးလျော်ပြီးတော့လှရှားသောယုံကြည်သူသည်မင်းမအောင်ဘူးဘောလုံးပွဲလို့ဝိညာဉ်ရှိမှမမင်းအောင်ဘူးကြာမင်းအောင်ဘာထဲမှာသူအသက်ရှင်တယ်ဘာထဲမှာလှရှားတယ်ယောဟန်ကနှုတ်ကပတ်တော်ရေထဲမှာဘာထဲမှာလဲနှုတ်ကပတ်တော်ရေထဲမှာအခုတစ်ခုပြန်ပြောချင်တယ်ယောဟန်ခန်းကြီး10ပိုင်းနဲ့30နဲ့မှာတင်တို့ဒီတမန်တရားကိုတိကျဖြင့်ထိုတမန်တရားတွေတင်တို့ကိုလွတ်လိုက်တယ်။ဘာကိုတိကျဖြင့်လဲတမန်တရားဒီနေ့ဖယားသခင်ထာကနေရောက်ရှိလာတော့နှုတ်ကပတ်တော်ကိုနာခံတော်ယုံကြည်သူတမန်တရားကိုသူနားလည်လားတမန်တရားကိုနားလည်တော်ယုံကြည်သူဒီကြီးမားတော်သူ့ရဲ့ရှိရအတွက်လွတ်မြောက်ခြင်းလမ်းအတွက်သူကရှောင်းလာတော့ဖြစ်တမန်တရားကိုနားလည်လာတဲ့အခါမနေ့ပြန်ဘာဖြစ်မလဲဆိုတာ तू မသိပေမဲ့ तू သိတဲ့အရာကမနေ့ပြန်သူ့အတွက်အကောင်းဆုံးပဲဖြစ်မယ်ဆိုတော့ तू သိနေချာချာတမန်တရားဆိုတာကအမှန်တရားမဟုတ်ဘူးโอเคအမှန်တရားနဲ့တမန်တရားတူတယ်လားမတူဘူးကျမ်းစာကတမန်တရားကိုတိကျတဲ့ဖြစ်လို့ပြောထားတယ်အမှန်တရားကိုတိကျတဲ့ဖြစ်လို့မပြောဒီနေ့လောကသားများရဲ့ယုံကြည်သူများပွားချမှုများကြီးတဲ့မှာတစ်ခုကတမန်တရားကိုတိတော်ယုံကြည်သူအမှန်တရားပဲတိတော်လောကမတူအမှန်တရားဆိုတာကအာယုံ၅ပါးကနေထွက်လာတော့အရာအလုံးအမှန်တရားအာယုံ၅ပါးပါနေတယ်အမြင်အချာအချီအသွေးအနာအရာဒါကအာယုံ၅ပါးအာယုံ၅ပါးကနေရောက်ရှိလာတဲ့အရာအလုံးမှန်လားမမှန်ဘူးလားမှန်တယ်အော်ဒါကတစ်တာကြီးပဲအဲ့အရာအချီအသွေးနဲ့တီးလိုက်တယ်အမှန်တရားအော်ဒါကကွဲတတ်တယ်ခွဲဒါကအထည်အတွေ့အပြင်တီးလို့ရတယ်အမှန်တရားအော်ဒါကတောက်ရည်တာမြည်ဆန်းလို့ရတယ်အမှန်တရားအော်သူကဆရာ
တရားမနေ့ကမိုးရွာမှာဖြစ်ပါတယ်အခုဒီ grade ပဲတော့လေရွာနဲ့ကြားလိုက်တဲ့အမှန်တရားဒါအားလုံးအမှန်တရားဒါမဲ့ယုံကြည်သူတွေနားလည်ရမယ်ကတမန်တရားအာမင်တမန်တရားဆိုတာဘာလဲနှုတ်ကပတ်တော်နဲ့တန်ရှင်းသောဝိညာဉ်တော်ထံကနေရသောအရာတွေတမန်တခါတည်းအမှန်တရားနဲ့စံကျင်မရှိဘာလဲဘာနဲ့စံကျင်တယ်လဲအမှန်တရားနဲ့တခါတည်းစံကျင်မရှိဒါကြောင့်လူတိုင်းကအမှန်တရားကိုမစုပ်ကိုင်ရကြဘာဖြစ်လို့လဲလောကရဲ့စံကျင်တဲ့တခါတည်းရှိဥပမာကျောင်းခံစားတယ်ကျွန်တော်သားသမီးကြီးငယ်တဲ့ရွယ်လေးကျွန်တော်သုံးနေတယ်နားတယ်လို့ပြောရအောင်ကျွန်တော်လည်းပဲသုံးတယ်ကျန်းစာအဲ့လိုတကယ်လို့ကျွန်တော်သမီးကျောင်းကနေပြန်လာခေါင်းကိုက်ညချာပြီးတော့ဆရာမနေရောက်လာပို့လာအိမ်ရှိရောက်လာတော့ကျွန်တော်စပွဲပေါ်မှာစာရင်လုံးနေတယ်သမီးကဆိုင်ရင်ကနေဆင်းလာပြီးတော့အိမ်ထဲဝင်လာတော့အဖေကိုသူမြင်တဲ့အခါအနေတော့နော်သမီးဘာဖြစ်တယ်လဲနော်မကြောက်နဲ့ဖေးရှိတယ်ပြောတော့ပို့ပြီးတော့နဲ့လုံးတယ်ဆိုတော့ဆရာမနေရောကဆရာသမီးလေးမလို့ခိုင်းတယ်မဒီမတူခေါင်းကဆရာမကျေးဇူးတင်တယ်မပြောနဲ့တော့တတိယပဲပြောပါဆရာမမပြောနဲ့ဆရာမပြောထွက်လာတဲ့စကားကျွန်တော်သိတယ်ဆရာမကတမန်တယ်မသိဘူးတမန်တရားပဲသိတာအမှန်တရားတမန်တရားသိတဲ့တတိယပဲပြောခိုင်းတယ်ကျွန်တော်ကဆရာမကျေးဇူးတင်တယ်တတိယပဲပြောခိုင်းဟာတတိယပါဖြစ်တယ်လာပပရှိတယ်ဘာဖြစ်လဲကျော်ပါကလူဘာတမီးပြောဘာဖြစ်လဲကလူဒံအမှန်တကယ်ဘာဖြစ်တယ်လဲနာလာဒါပေမဲ့သူ့ဖေကနာတယ်လို့မပြောရဘူးတင်လာတဲ့ကြောင့်သူဘာပြောတယ်လဲဒံခေါင်းကိုက်တယ်လို့မပြောရဘူးခေါင်းကိုက်ပြောတယ်ခေါင်းကိုက်မှာခေါင်းပြုတ်တယ်အဲ့မှာကလူဒံသူပြောလိုက်တယ်တမန်တရားကိုဝန်ခံလိုက်ကျွန်တော်သိတယ်သူပြောချင်တာကျွန်တော်သိတယ်ဒါပေမဲ့သူ့နှုတ်ကနေနာဆိုတဲ့မျိုးစိကိုထွက်မလာတဲ့အတွက်ကြောင့်ကျမ်းမာခြင်းမျိုးစိကိုထွက်လာတဲ့အတွက်ကြောင့်ကျွန်တော်တမျိုးဖြစ်တယ်နာမတော်၌ငါမင်းပြီးချောကျွန်တော်ချစ်ချင်းကိုတော့ကျေးဇူးတော်ချီးမွမ်းချစ်ချင်းသူပြောသွားတယ်ချစ်ချင်းဆရာမတို့နဲ့ကြောင်းပြန်တဲ့တမန်တရားအာမင်စိတ်ဆိုးနေဖြစ်စေမဆိုးနေဖြစ်စေဒီနှုတ်ကိုတမန်တရားအတိုင်းပြောတတ်ဖို့တင်တာပြီဆရာတို့ပြောမယ်နားလေငါကိုယ်ရဲ့ရှင်းသွားဆရာနိုင်ငံခြားတနေရာမှာကိုရှင်းသွားလို့အတင်းတော်ပါစတာပါပတိလို့ဒုတိယနေ့အဲ့လေတော့တက်တဲ့ခံကျွတ်ဖွင့်ဝိညာဉ်တော်ရဲ့တုတ်ထီခြင်းကိုခံစားတော့ယုံကြည်သူတိုင်းတက်တဲ့ခံလို့ရပါလေတက်တဲ့ခံချတယ်ကင်ဆာယောဂကြောက်တယ်ဒီဗီယောဂကြောက်တယ်ခါခိုင်းတယ်လို့ပြောပြတာကဲတင်ကြီးရတယ်လို့တက်တဲ့ခံတယ်3ညစက်တိုက်တက်တဲ့ခံတဲ့ခံတဲ့လူတွေမှာညတိုင်းမျိုးသမီးတော့ပါတယ်3ညစက်တိုက်တော့ပါသူပြောတာကသူကလည်းရင်းကြီးမှာရှိတယ်လည်းရင်းတယ်နော်ဘယ်တော့သူလည်းရင်းကြီးယောဂကြီးတယ်ဆိုခွဲကားလို့ဖြစ်တယ်ဟုတ်တယ်
အောင်အဲ့လိုကာရတာအနာအောင်နွေးတောင်မှခိုးကျွန်တော်ရှင်လုံးမကြည့်ရဲ့အဲ့တော့ကျွန်တော်လက်ကိုအဲ့လိုဆွဲပြီးတော့ဆရာကြိုင်ပေးပါတယ်ဒါပေမဲ့သူယုံကြည်ဟာလေလုယာဘုရားရှင်ကောင်းမြတ်ပါတယ်သူရဲ့ဒါချက်တော်ကြောင့်ကျွန်မလည်းကြည့်တော့ပြတ်ပြီးလို့3ညတည်းမပြောက်ဘူးကျေးဇူးတော်ကြောင့်အဲ့တော့3ညပြီးတဲ့ဘောပီဆွေပြီးမှကျွန်တော်ရုံးခန်းထဲမှာလူကြီးတွေဆရာတွေနဲ့အတူဝိုင်းပြီးတော့လက်ဖိတ်တောင်းနေတယ်လူကြီးတွေပြောတယ်သူတို့ပါစားဆရာဒီထဲမှာလူတည်းအများကြီးတယ်နော်ဘုံမျိုးသမီးကညတိုင်းလို့တက်ခံတော့လူတွေကလည်းမင်းကြီးယောဂါဖခင်ရဲ့ကောင်းမြတ်ခြင်းကိုခံစားကြတယ်အဲကြောင့်သူမခံစက်မခံအောင်ပေါ့ဆက်ပြီးပြောလိုက်ကျွန်တော်လူကြီးတွေပြောရင်ကျွန်တော်အားချမ်းတယ်ရှားအားချောတယ်သူစိတ်မဆိုးအောင်ပြောလိုက်ဆိုတော့လေးရက်ညရှားသူ့ရုံးခန်းထဲမှာကျွန်တော်လည်းအမေကြီးတက်တဲ့ခါကတော့ခွာရတယ်ကွာဒီလိုအတင်းတော်ထဲမှာလူတကာကိုအဲ့လိုစွတ်ပေးနိုင်မဲ့ယုံကြည်ခြင်းတော့တိတ်ကြီးတယ်ဒါမဲ့3ရက်ဆိုတာလောက်ပြီနော်လုံးဝပြောက်ကင်းသွားတဲ့အခါပြန်တက်တဲ့ခါပါအခုတော့မခံနဲ့နော်မခံနဲ့အဲ့ဒီအမျိုးသမီးကြပါတော့လို့ဆိုယုံကြည်ခြင်းမရှိတဲ့ပါစာကျမလည်းဘင်းကြီးရောကိုကျင်ညာနေတာမဟုတ်ဘူးကွာတန်ချက်တော့ကြောင့်ကျမကျမ်းမာတဲ့အကြောင်းကိုယုံကြည်ခြင်းနဲ့ရှူနေတာဆရာမခံခြင်းကျမခံတယ်ဘယ်လိုပြောကျွန်တော်စီတယ်သူချစ်ချင်းထွက်ပါworship ပြီးတော့ပြီPresident worship ပြီးဆရာကမယူတယ်အဲ့ဒီလူတွေဟိုဘက်မှာထိုင်ကဲဖခင်ရဲ့ကောင်းတဲ့ခြင်းကိုကျွန်တော်ဝန်ခံတဲ့အချိန်ဖြစ်ပါတယ်ကျွန်တော်တည်ခံမဲ့ညရှိရင်ကျွန်တော်ဖိတ်ခေါ်ခြင်းပါတယ်ဘုဘက်တော့မကြည့်ချင်ဘူးကြည့်လိုက်ချစ်ချစ်ထွက်လာပါလေကျွန်တော်မကြည့်မရှိတဲ့နေရာတွေကိုကြည့်နေကျေးဇူးတော်ကြောင့်ဒီဘက်မှာမရှိတဲ့ကြောင့်သူကဆရာဟုတ်ပြီကျွန်တော်ခံချင်တာအများကြီးရှိပါရဲ့ဒါပေမဲ့ဆရာကိုကျွန်တော်အချိန်များပြီးချင်တဲ့ကြောင့်ဒီနေ့ကျွန်တော်တန်ရှင်းသောဝိညာဉ်တော်နဲ့တရင်ကောင်းဝင်ကားမဲ့ဆရာကိုလုပ်ဆက်ရအောင်လို့ပြောလိုက်တဲ့အခါမှာဟိုဘက်အမျိုးသမီးကသူနာရောက်လာတယ်သူနာရောက်လာတော့ကျမရှိတယ်ဆက်လက်ကနေမယုံဘူးလူလိုက်တော့ဆရာကလည်းပညာရှိဆိုတော့မလူတော့လူရင်မြန်လို့ကောင်းတော့မှာဆိုဆရာလည်းအတန်လေးအဲ့ဒီမျိုးကြီးမားတဲ့ခွန်တော်ရောက်ဟာလေလုယာဘုရားရှင်ကောင်းတဲ့သူတန်ချက်ကြောင့်ကြောင်မလည်းဒီရောကပျောက်ပြီးလို့တခါတည်းကြွေးကြော်လိုက်တာပေါ့ပျောက်ပြီးလို့ကြွေးကြော်လိုက်တာလေချစ်ချင်းလည်းဘင်းကြီးရောကပျောက်သွားတယ်လူတကာရဲ့ရှိမှမရှိတော့လုံးဝမရှိတော့အဲ့ဒီတော့ဘယ်သူမှဝမ်းသာလဲဆိုတော့သူ့ပါစတာသူကနီးနားနေကောင်းကောင်းကြည့်နေတာလုံးဝမရှိတော့ဆရာလည်းအောက်မှာတက်တယ်လားလို့တော့ဆိုင်အဲ့ဒီတော့လည်းယောဂပဲဆရာလည်းသူ့ဘောဒီဒီမှာတောင်းနေလားလို့ကြည့်ဆက်လက်ပြီးတော့တွေးကြော်တယ်ကျမရဲ့ယောဂပျောက်ကင်းစေသောခရစ်တော်ဒီယနေ့ရောက်ရှိပါတဲ့လက်ပင်ကြီးယောဂတရားကိုပျောက်ကင်းစေပါပြီလားမတော်နိုင်လို့တွေးကြော်လိုက်တော့နတ်စေနောင်ထပ်ရောက်တော့ဟိုနေ့၌ကျွန်တော်စဉ်းစားတဲ့အရာတစ်ခုကအားလုံးဒီနေ့စဉ်းစားစစ်ချင်ဒီမျိုးသမီးကြီးအမှန်တရားကိုဝန်ခံတာလားတမန်တရားကိုဝန်ခံတာလားအမှန်တရားကသူ့အလည်းပင်ကြီးယောဂလူတကာရှိမှမထွက်ရဘူးရှစ်စရာကောင်းတယ်ဘယ်တော့မှမပြောက်မှ
ချမ်းသာခရစ်တော်ထားမြောက်ခြင်းကြောင့်တင်တို့အောင်မြင်ပြီထိုအရာတွေကတမန်တရားဟာလေလုယာဒီနေ့ယုံကြည်သူများကြွေးကြော်တော့အောင်မြင်ခြင်းကသူ့ရဲ့အောင်မြင်ခြင်းမဟုတ်ဘူးခရစ်တော်ရဲ့အောင်မြင်ခြင်းကိုသူကကြွေးကြော်ပြီးတော့ရယူနေခြင်းဒါကတမန်တရားဟာလေလုယာဟာလေလုယာဟာလေလုယာလက်ကိုကြည့်တော့ထောက်ရဖို့ပွဲတော့ praise 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 အယောက်တဲ့ဘုရားရှင်စကားပြောပါစေအာမင်အာမင်အီဂျစ်ကနေထွက်လာတယ်ဂါရက်စ်မန်ဒီရောက်လာပြီဂါရက်စ်မန်ဒီဆိုတာအီဂျစ်နဲ့ခါနာန်ပြည်ရဲ့အလယ်ဆက်ကြားထဲမှာရှိတဲ့နေရာတစ်ခုရှုပ်ခင်းတာတစ်ခုဖြစ်တယ်ဒီနေရာကနေခါနာန်ကိုမြင်လို့ရယောရှုမောရှေကပြောတယ်တင်တို့တဲကနေခါနာန်မြို့သွားလိုက်လားဘုမခင်ဗျားတို့မြင်နေမို့လားဖယားဖေးအပိုက်ပေးတဲ့နေရာတွားပြီးတော့ခင်ဗျားတို့ယူရမယ်တိမ့်ပိုက်ရမယ်ခင်ဗျားတို့နေရာကိုတွားကြည့်မြို့မှာဆက်နေမြို့မှာတည်းကနေတမျိုးကတော့ကနေလူတယောက်ဆက်ရောက်လွတ်သွားစင်တော့ဆက်ရောက်ရောက်လာခါနာန်ပြည်ရောက်ခါနာန်ပြည်ကျွန်တော်အားလုံးသိတဲ့တိုင်း6တွေ့ပြီးတော့ကြောက်ပေါ်တယ်လေပြီးတော့အဲ့ဒီမှာလူတွေကအနတ်လူမျိုးများအဲ့အနတ်လူမျိုးတွေကဘယ်တော့ကြည့်တယ်ဆိုငါဟောနေနေတယ်လူစနေရောက်ခါနာန်ပြည်လေးလာတဲ့လူစနေရောက်ရောက်လာတဲ့အခါမှာလူ10ယောက်ကတက်တိခံတယ်ပြိတ္တလူထုတွေဟေးတာသမီးများကျွန်တော်တို့ရဲ့မျိုးနွယ်စုများနားထောင်ကြပါငါတို့သွားပြီးနေလာတဲ့နေရာကလုံးဝမကောင်းဘူးနေကြောက်ပေါ်တဲ့နေရာမြေမကောင်းဘူးကွာအဲ့ဒီနေရာကတော့ပေါ်မှာရှိတဲ့လူတွေကိုတတ်နိုင်တဲ့မြေရှိတော့မကောင်းဘူးလူတွေအနေနဲ့အဲ့ဒီလူတွေကတအားကြီးတယ်အနတ်လူမျိုးများဖြစ်တယ်ဘီလူးနဲ့တူတယ်သူတို့နဲ့ဆိုင်ငါတို့ကစိတ်ကလေးနဲ့တူတယ်သူတို့ကစင်ကြီးနဲ့တူတယ်ဘယ်လိုလုပ်သွားနိုင်လို့ရမလဲငါတို့ဘာဖြစ်လို့သူတို့ကိုနိုင်မလဲသူတို့ရဲ့အစားအစာဖြစ်ဖို့တဲ့ဒီနေရာမှာတည်ပြီးပိုကောင်းပါလေအဲ့လိုတည်းရစကားကိုပို့လာသူတို့ပို့တဲ့တည်းရစကားမမနဲ့တည်းရစကားမရှိသူတို့မြင်တဲ့အတိုင်းတိတိကျကျပြောတယ်ဟုတ်တယ်နော်ဟုတ်တယ်နော်မမနဲ့တည်းရစကားပါတယ်လားမပါမြင်တဲ့အတိုင်းသူတို့ခံစားကြည့်တွေ့တဲ့အတိုင်းသူတို့တည်းပြန်ပို့တာတည်းပြန်ပို့တဲ့တည်းစကားကိုတော့လည်းဆက်လေးကိုကြည့်ပါဖယားရှင်ကဘယ်လိုမှတ်သားနေထားကြလဲဆိုတော့ဒီလူ10ယောက်တော့မကောင်းတော့တည်းကိုပို့တယ်စဉ်းစားမယ်ဘာတည်းလဲမကောင်းတဲ့တည်းဒီနေ့ကျွန်တော်စဉ်းစားမယ်ဒီတည်းကိုကြားတဲ့အခါမှာပြိတ္တလူထုတ်ရအဲ့ဒီချဲပြီးတော့မြေမောင်တွေကိုကောင်းပေါ်မှာတင်ပြီးတော့ဖယားသခင်နဲ့မောရှေကိုကြိတ်ဆဲကြတယ်အဲ့ဒီချိန်မှာယောရှုနဲ့ဂါလက်သူတို့လည်းအဲ့ဒီပြည့်ပြီးတော့အများဆုံးရှင်မပေါ်မှာတက်တယ်ဟဲ့နားထောင်ကြသူတို့လည်းသွားတာမဟုတ်ဘူးငါတို့လည်းသွားတယ်ကွာငါတို့လည်းပြောမယ်ငါတို့သွားတဲ့လေးလာတဲ့နေရာတကယ်ကိုကောင်းမြတ်လုံးအားကြီးတော့နေရတယ်ဘယ်လောက်ကောင်းတယ်ဆိုတော့တက်တေပြောင်းငါတို့ပါလာတယ်ဟိုနေရာမှာဘယ်လောက်ကောင်းတယ်စပစ်တီခေခါတခိုင်းနေပဲစပစ်တခိုင်းနေပဲဒီမှာအီဒေလာလူကြီး2ယောက်ကထားလို့မနိုင်ဘူးလေဒီလောက်ကောင်းတဲ့ညီပဲအဲ့ဒီလူတွေဘယ်လောက်ကြီးငါတို့မမဘူးကွာသူတို့မှညီကိုဆရာမရှိဘူးငါတို့လည်းမဖျားတယ်ရှိတယ်ထို့သူအားလုံးငါတို့ရဲ့အစားအစာဖြစ်နေတယ်လာချက်ချင်းတွားယူရအောင်လို့ပြောလိုက်တယ်ဖျားရှင်ကယောရှုနဲ့ဂါရက်ကငါအနောက်ကိုချက်ထက်ချက်မကွာလိုက်တော်သူဖြစ်တယ်လို့မှတ်သားနေလိုက်တယ်ဒီနေ့ယုံကြည်သူများကျွန်တော်စဉ်းစားရယုံကြည်သူဖြစ်လာပြီဆိုရင်ဝိညာဉ်လောကထဲမှာကျွန်တော်ဘယ်လိုခြေလှမ်းတက်ရမလဲဆိုရင်10ယောက်သောသူတို့ကအမှန်တရားကိုဝန်ခံနေတာသူတို့မြင်တဲ့အခြေအနေကိုသူတို့အသက်တာထဲမှာပြပြီးတော့ပြောနေတဲ့အမှန်တရားကိုဝန်ခံတော့10ယောက်ကိုဖယားသခင်ကမကောင်းသောတည်င်းကိုပြောတော်သူလို့မှတ်သားဝိညာဉ်လောကထဲမှာကျွန်တော်ကြီးပွားခြင်းနဲ့ဆိုရင်အမှန်တရားကို
စေတယ်မထဲအာမင်အာမင်ပူရီအေးဒီဒါပြတ်မရှိဘူးဖယားတကယ်နဲ့အခြေအနေရှာလို့ရှိအာမင်တန်နိုင်တော့ဖယားတကယ်ရဲ့လုံးဆောင်နိုင်ချက်ကိုကျွန်တော်အားကိုးပြီးတော့သူအရာများကိုကြွေးကြော်တယ်ဒါကတမန်တရားဖြစ်တယ်ဒါကြောင့်ယောရှုရဲ့ကလည်းပြောတာတမန်တရားကိုပဲဖယားတကယ်ရဲ့တဆွမ်းနိုင်မှုကိုပဲအောင်မြင်နိုင်မှုကိုပဲသူကြွေးကြော်တဲ့အတွက်ကြောင့်ဖယားတကယ်ကဘာပြောတယ်သူတို့ဟာငါရဲ့ခြေလမ်းကိုထက်ချက်မှာကွာလိုက်တော်သူဖြစ်တယ်မှတ်သားလိုက်ဒီနေ့မိတ်ဆွေရဲ့ခြေမိတ်ဆွေကိုယ်တိုင်မပြောင်းလဲနိုင်တော်လည်းပဲမိတ်ဆွေတမန်တရားကိုဝန်ခံပါကြီးမားသောခြေနဲ့ပြောင်းလဲပါဟာလေလုယာဟာလေလုယာဟာလေလုယာ Let's continue to talk about forward and praise praise I don't think he has to say that was it Amen 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 ဒါရှိအောင်ကျွန်တော်တို့ကိုစကားပြောတယ်ကျွန်တော် Christmas မှာဘာလုပ်တယ်လဲ Christmas ဆန္ဒဒီဇင်ဘာ1ရက်နေ့ရောက်လာတယ်ဒီဇင်ဘာ30ရက်နေ့အတွင်းဂျပန်30အတွင်း Christmas ဆန္ဒကလေးမျိုးတွေမှာရှိတဲ့နောက်မယုံကြည်သူရွာတိုင်းမှာတွားပြီးတော့ရွာကြီးရဲ့အကောင်များကြီးတတ်တယ်လို့ပြောတဲ့အခါအားထားလို့မကောင်းဘူးဒါပေမဲ့ဒါပါပဲဒါနလို့တရွာလုံးထွင်ကျွေးတယ်အစိုးရရဲ့ချင်းဆိုတယ်ပြီးတော့ကျွန်တော်တရားဟောတယ်ဝိစာဖြတ်တယ်အာမပြုဆရာကြီးတို့ထည့်ထားတယ်အဲကြောင့်တက်ဆုံးဝင်ကြီးအများကြီးဖန်ခွင့်ရတယ်29ရက်နေ့မှာကလေးတို့ပေါ်မှာရှိတဲ့တက်ကဲလူကြီးတွေမရှိမဖြစ်လိုအပ်တဲ့နော်ကလေးခရိုင်အတွက်လူကြီးဝိညာဉ်တော်ကျွန်တော်စကားပြောတယ်သူတို့ခေါ်သမင်းကျွေးအားချက်ရေးတဲ့တောင်ပြောတယ်ကျွန်တော်လည်းသူတို့ခေါ်တယ်သူတို့လည်းလာတယ်အားနာလို့ကျွန်တော်သူတို့အိမ်ကိုလေးပြောတယ်ကျွန်တော်အိမ်မှာလာတဲ့အတွက်ကြောင့်ကျွန်တော်လည်းပြောလိုက်တယ်အားနာစရာတွေသူတို့ကကျွန်တော်ပဲအားနာရတယ်ကျွန်တော်အားမနာဘာလို့လဲသူတို့စားမလာတယ်လေလက်ဆောင်လည်းပေးတယ်သူတို့လည်းတောင်းတာသူတို့နဲ့အခြေအနေပြီးသွားပြီ29ရက်နေ့မှာဥယျာဉ်ဆိုတဲ့အိမ်ခြေ300ကျော်ရှိတယ်အမေတို့ကြည့်ဘူးရွာမှာကျွန်တော်ဒါနလို့ရတယ်29ရက်နေ့ပြီးသွားပြီ28ရက်နေ့ရောက်တော့29ရက်နေ့အတွက်ငွေမရှိတယ်ကျွန်တော်လည်းရကြောင်သွားပြီးတော့ကျွန်တော်နေရာသွားပြီးတော့လက်ဆောင်တော့ကိုရောစကားပြောတယ်အဘာကျွန်တော်တို့29ရက်နေ့အတွက်အစင်းရှိတယ်ဒါပေမဲ့ငွေရအစင်းမရှိဘူးနော်ဖယားကိုစကားပြောရတာအဘာလို့ပြောတာပိုရွေးရှင်နေလာလေအစာပင်ပင်အောင်တော့ဘာပစီအလုံးတွေဝင်လို့နေအဘာလို့ပြောသူဟာကျွန်တော်တို့ရဲ့ပါယောမ8:15ကြောင့်ပါအဘာလို့ပြောတာလို့ပြောတယ်အဲ့ဒီအဘာလို့ဆိုတဲ့စကားလုံးကိုဗကျမ်းတဲ့ပုဂ္ဂိုလ်ကပြောတယ်အဲ့ဒီ Greek ရဲ့အဘာဆိုတာကမွေးဖခင်များကိုတားလေပြောရရှိတဲ့စကားလုံးဖြစ်တယ်လို့ပြောတယ်။ဒါကြောင့်ဘုရားနဲ့စကားပြောတဲ့အခါကိုယ့်ရဲ့မွေးဖခင်နဲ့စကားပြောတယ်ပြောရ။အဲဆိုရင်ဒီစိတ်အတွင်းထဲမှာရင်းနှီးကျွမ်းဖို့ကပုံကြီးလာ။တချို့ကဘုရားနာမလည်းမသိပဲနဲ့တောင်းတယ်မရဘူးလို့ပြောတယ်။ဒါကပါဇက်ချမ်းမှာလို့ပြောတာ။ဘုရားရှင်နာမသိချင်းမသိချင်းမဆိုင်ဘူး။ကျွန်တော်ဖေကနာမည်ကဆုံးခံပါပြီ။ကျွန်တော်ခီးသွားတဲ့အခါခင်ဗျားဖေနာမည်ပါလေကျွန်တော်ပြောလို့ရတယ်။ဒါပေမဲ့အဖေနဲ့ရှိတဲ့အခါကျွန်တော်ဖေနာမည်ပြောဖို့မလိုဘူးလေ။ဒီမှာကျွန်တော်ဖေနာမရှိဘူး။စောကမ်းမှာကြီးတယ်လေဆိုတော့ပြောရင်ဟန်ပါလား။ဖယားခင်နဲ့ကိုဖခင်နဲ့စကားပြောဖို့သူ့နာမနေရှောက်ပြောစမလိုပါဘူး။အဖေလို့ယူတာပြော။အာမင်။ကျွန်တော်ဒီနေ့ချိန်မရတဲ့အဖြစ်မရှိသေးဘူး။အဖေကိုလည်းပါဆရာတို့ပြန်တော့မီလို့ပြောပါလေတော့ပါလို့ပြန်ရှိလာလို့ပြောပါလေအာမင်ကိုပြလို့ပြောပါအဖေလို့ပြောပါလို့ပြောရအောင်အယောနဲ့ဆက်စကားပြောပါစေအဖေလို့ကျွန်တော်ပြောသူလည်းချက်ချင်းကျွန်တော်စကားပြောတယ်ကဒီလိုအပ်တဲ့အရာလို့ခရစ်တော်နဲ့ငါပေးပြီးပြီလေကျုပ်ဆိုလိုအပ်တဲ့ကောင်းကြီးအားလို့ကျုပ်ဆိုလို့ပြောတယ်ကျွန်တော်လည်းကျွန်တော်မျိုးကိုခေါ်တယ်ကဲတော့
slim နဲ့အကြီးဆုံးယူလာခဲ့ဂျစ်ဘာလဲဂျစ်ကိုဖွင့်အကြီးဆုံးယူလာခဲ့အဲ့လိုဖွင့်ဆိုင်ကနောက်မှာထိုင်ကောင်းကောင်းကြိုးဆိုပါလို့ဘုရားရှင်ပြောတဲ့အတွက်ကြောင့်ငါတို့ကောင်းကြီးကိုကြိုးဆိုရမှာဟောသူလည်းကျွန်တော်မျိုးသမီးလည်းနောက်မှာထိုင်တယ်စလင်နဲ့အကြီးဆုံးနဲ့ဖွင့်ပြီးတော့ကြိုးဆိုတာကျွန်တော်ဆိုင်ကရှိပြီးတော့အိမ်ကနေထွက်ပြီးတော့တောင်စလက်ပကပ်ရဲ့ခါနဲ့တောင်စလက်ဟိုတယ်ရှိရောက်တယ်ကျွန်တော်ခဏလေးမှဘယ်တော့ကြာလာလဲဝါအဲ့တော့တကယ်ဘာမှမကြာဟာကျွန်တော်အဖောက်စကားပြောတယ်အဖကလေးမျိုးကုံတော့မှာနော်ချစ်ချစ်တော့ပြောတယ်ငါမွေးဆိုတာငါ့ဘုံမရှိဘူးငါ့ဘုံကတော့ကားခါရလည်းနေတော့မွေးဆိုတာဘာမှမရှိဘူးဟုတ်တယ်တီးတီးတယ်ပါတီးရုံးမပါဝင်ထုတ်ဝင်လိုက်ချက်ချင်းဝင်ချက်ချင်းရောက်ကျွန်တော်ဆိုင်မောင်းနဲ့ဆင်းပြီးတော့ကျွန်တော်မျိုးသမီးကိုခေါ်တယ်ကဲလောမေးဘယ်ရောက်ပါလဲဘယ်သွားမလဲဘာမှမဝင်ထုတ်မယ်ဘာမှကေတော့ဘာမှမထားဘူးလေလာပေါ်မှာလည်းကေတော့ဘာမှမထားပဲနဲ့သွားကြုံရတယ်လေဒါတော့မျိုးသမီးဓမ္မတရားတွေရှိတောင်းကိုကြီးမြန်နဲ့ရအကြည့်တဲ့စုမတော်ပြီးတာလည်းတောင်းပြီးတာကောင်းတယ်သူကစုတောင်းပြီးစုတောင်းပြီးလို့လည်းကျွန်တော်ရဲရဲရတာပေါ့ကျွန်တော်ချက်သွားတာကျွန်တော်ဝေထုတ်ချင်တယ်မဟုတ်ဘူးဘယ်ကနေပို့တယ်လဲအများကြီးပါအမောင်ပဲတော့အများကြီးဘယ်ချိန်ကပို့တယ်လဲကျွန်တော်ချိန်မရဘူးကျွန်တော်လည်းပါတယ်မဟုတ်ဘူးလည်းပါတယ်နည်းနည်းချင်းကျွန်တော်ချိန်မရအောင်ဒါလည်းဟုတ်ပြီမဟုတ်တယ်ဘယ်လောက်လဲ3နဲ့6 3ည3လေးတော့โอเคအော်ရောက်တယ်ဟဲ့ရောက်ပြီထုတ်ပြီရောက်တယ်ကွန်ပျူတာထဲမှာကျွန်တော်ကိုရောက်ပါကျွန်တော်စိတ်လို့ရှာဘယ်ဟာရှင်ခိုင်းတယ်ဆိုတော့ तू ကဘယ်သူနာမည်နဲ့ကျွန်တော်ကိုပို့တယ်အမှန်တော့စစ်ပါထဲမှာတယောက်တော့ဖြစ်တယ်ဒီတည်းနာမည်ဖြစ်မှရောနာမည်ဖြစ်မှာယူလာရှာကတော့လည်းတော့မဖြစ်နိုင်ဘူးစားတော့ကျွန်တော်လည်းစိတ်ရှာတော့ receive စိုင်းလို့ရတယ်ဟိုကစာရုပ်ပေးတဲ့အခါပို့သူကိုကျွန်တော်ကြည့်လိုက်တော့မော်ရှိဘူးမော်ရှိဘူးငါမရှိဘူးမော်ရှိဘူးကျွန်တော်လည်းအဲ့ဒီစာရုပ်နဲ့အပြည့်ထုတ်ပါတယ်ကျွန်တော်မျိုးသမီးရှိငါလည်းမသိခင်ခင်ဗျာတကယ်ချင်းရှိဘူးလားမရှိဘူးကျွန်တော်ကောင်းတာမြင်တာပေါ့မမဟုတ်လားမနဲ့သူကြည့်ယူတော့မှကျုံလဲဆိုရင်လားမနဲ့ကျွန်တော်လည်းဆိုင်တော့လိုက်ဒါနဲ့စိတ်ထဲမှာအားလို့ရှာချက်ချင်းကျွန်တော်ခေါ်ဝေထုတ်ပြီးတင်းရတယ်လို့လုပ်ချင်တယ်ယေရှုကျွန်တော်နေရရောက်ကထောင်းလို့မထောင်းဘူးညာထုတ်တယ်ကျွန်တော်မျိုးသမီးကကျွန်တော်ထက်အုံနောကအလုံးလုံးတော့လေညံဆန်တယ်ပေါ့ယောက်ျားလေးတွေတဲ့အမျိုးသမီးတွေကပို့ပြီးတော့ဒါညံတယ်သူကကျွန်တော်လင်များလာလျှောက်ပြီးဆိုရင်လူပဲတယောက်နဲ့ကျွန်တော်တွေ့တယ်ဆိုတော့ကျွန်တော်မှတ်ထားတယ်ဒါပေမဲ့အဲ့ဒီအမျိုးသမီးကသူ့ရဲ့နှာခမ်းကြီးကဘာကားလဲဆိုပြီးတော့လက်သေးစုချီတယ်အားလို့ပြောတယ်ဒါကျွန်တော်မသိဘူးဆိုတော့ရောက်တဲ့တဲ့မိန်းကလေးတွေကပို့ပြီးတော့ဟိုက်တယ်ပေါ့သူပြောတယ်ဒီဝီရမရောစမောဆိုတော့တယောက်ဥစ္စာတော့ဆက်ပါလိမ့်မယ်တုံးလိုက်ရင်တို့ပြန်ယူရင်ငါတို့ပြီးတော့ပါလို့မတုံးမဲ့ထားရအောင်လို့အကြံပေးတယ်ကွာကျွန်တော်ပြောတယ်ဘုံမကြောက်နဲ့ပေါရဲပုံနာမီနဲ့ရောက်လာပေါရဲပုံဆိုတာအချမ်းနာမီရှိနိုင်တယ်ဒါပေမဲ့မတ်ပုံတွေကအချမ်းမှမဟုတ်ဘူးရှိငါမတ်ပုံတွေစစ်တယ်ကြောင့်မတ်တော်ရောက်လာတကယ်လို့အချမ်းတွေကသူတို့ဥစ္စာဖြစ်လို့ပြန်ယူရင်လည်းကျွန်တော်သုံးတဲ့နေရာမှာသူတို့ပဲပြန်ယူလိုက်
လုံးပြန်မိမိရှိတဲ့အတွက်လိုအပ်တဲ့ခြင်းဘာသွားလဲနောက်လဲသွားအောင်အာမင်ဘုရားလို့ပြောပါငါတို့လည်းစားရအောင်လို့ပြောကြပါအဲ့တော့လည်းရှင်စကားပြောပါစေအာမင်အာမင်တမန်တရားဘုရားအခြေအနေဆိုတာမှတရားမဝင်ခံရတမန်တရားလည်းဝင်ခံရဒီတမန်တရားပေါ်မှာတစ္ဆာရှိရခုနမျိုးသမီးကတစ္ဆာရှိဆိုတာတမန်တရားပဲကျွတ်ကျော်မိတ်ဆွေမှာကြောင်းသားတရားရှိတယ်အဲ့ဒီကြောင်းသားတရားထဲမှာမိတ်ဆွေကတွန်းနေနေတယ်အကြောင်းတစ်ခုကိုတွန်းနေနေတယ်အဲ့ဒီတွန်းနေနေတဲ့မိတ်ဆွေတွန်းနေနေတဲ့စကားလုံးထဲမှာကြောင်းသားတရားထဲမှာ69ကဆရာမပြောတာဆိုပြီးတော့နင်းလေတယောက်ကတော့မဟုတ်ဘူးသူပြောတာမှန်တယ်တယောက်တည်းကဆရာမလည်းအတူရိုက်ကြည့်မယ်ဆိုရင်69ယောက်အပေါ်မှာတဲ့တယောက်အပေါ်မှာဆရာမကိုဝန်တာမှာမဟုတ်လားဒီနေ့ဖယားသခင်ရဲ့နှုတ်ကပတ်တော်နဲ့သူပြောတဲ့ရဲမှာစကားလုံးထဲမှာရက်တည်တော့ယုံကြည်သူတအူးအပေါ်နဲ့ဖယားရဲ့ဝန်တာခြင်းပူရင်းရှိပါတယ်ဆိုအာမင်ဟာလေလုယာဟာလေလုယာဒါကြောင့်လောကသားများရဲ့ကြွားချမှုတစ်ခုကတမန်တရားနဲ့အာမင်ရေပေါ်မှာရေထဲမှာအလုံးလုံးချင်းဆိုတာတမန်တရားတဲ့မလို့ရှင်းမယ်နောက်ဆုံးယောဟန်ထံတော့လို့ဘယ်သူထံတော့လဲယောဟန်ထံတော့ကျွန်တော်တို့ကယောဟန်ဖြစ်ရယောဟန်ဆိုတာဘယ်သူလဲနော်ယောဟန်ဆိုတာဘယ်သူလဲသိဘယ်သူလဲလို့ယောဟန်ရဲ့တိတ်ပိုင်းနဲ့စနေမှာမေးတဲ့အခါမှာငါဒီဖယားရှင်သွားရမယ်နေရာကိုလမ်းခင်ပြီးတော့တောလိုက်ဟစ်ကြော်တော့သူအတန်ဖြစ်တယ်ငါဒီအတန်ဖြစ်တယ်ဟိရှာခန်းလေး40မှာပြောတယ်အော်တော့သူအတန်ဖြစ်တယ်ခရစ်တော်သွားဖို့လမ်းရှယ်ပါလေလမ်းခင်ပြီးတော့သူအတန်ဖြစ်တယ်ပြောတယ်ဒါကြောင့်ယောဟန်ရဲ့လုံရမယ့်အရာကဖယားသခင်အတွက်အတန်ဖြစ်တယ်ဒီနေ့မိတ်ဆွေနဲ့ကျွန်တော်ဟာအတန်ဖြစ်တဲ့ဆိုအများနဲ့နားထောင်နားလေရဟာလေလုယာမိတ်ဆွေရဲ့အတန်ကိုကြားပြီးတော့ခရစ်တော်သွားလာပါဖြစ်မိတ်ဆွေရဲ့ဝန်ခံတဲ့အတန်အားဖြင့်မိတ်ဆွေရဲ့ဝိညာဉ်ကပါကြီးမားစွာပြောင်းလဲလာပါဖြစ်ဝန်ခံချက်ဆိုတဲ့ကြီးအာမင်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 မိတ်ဆွေအတန်ဆိုတဲ့ကြီးဒါကြောင့်ကျမ်းစာကိုကျွန်တော်ဖတ်တယ်စာလံတရားတစ်စကုံမှာကောင်းကင်တမန်များ၏နှုတ်ကပတ်တော်ရဲ့တန်ကိုနားထောင်၍စေခိုင်းခြင်းအတိုင်းလုံးလုံးတော့သူများဖြစ်တယ်လို့ပြောတယ်။ကောင်းကင်တမန်တွေကဘယ်အချိန်မှာလုံးလုံးတယ်လဲဆိုနှုတ်ကပတ်တော်ရဲ့တန်ကိုကြားတော့လုံးလုံးလုံး။ဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်မှာအတန်မရှိဘူး။ဒါကစလုံး။ဒါပေမဲ့အတန်ကမိတ်ဆွေမှာရှိ။နှုတ်ကပတ်တော်နဲ့မိတ်ဆွေတန်ကိုပေါင်းလိုက်တဲ့အခါမှာကြီးမားစွာအရာဖြစ်လာဒါကြောင့်ယောဟန်ဒီဖယားသခင်ထံကနေကြားရတော့တရင်စကားကိုဝန်ခံ၍ကြွေးကြော်တော်သူဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အသက်တာထဲမှာကြီးမားသောအရာများပြုတ်ခွင့်ပေးရရှိသေးတယ်ဆိုတော့ကျွန်တော်လည်းရမယ်ယုံကြည်သူတိုင်းကျွန်တော်တို့အတန်ရှိရဟာလေလုယာကိုမိသားစုထဲမှာမိတ်ဆွေအတန်ကိုလုပ်ပါကိုယ့်ရဲ့တင်းတော်ထဲမှာမိတ်ဆွေယုံကြည်ခြင်းအတန်ကိုလုပ်ပါစီးပွားထဲမှာယုံကြည်ခြင်းတန်ကိုလွတ်လာထိုအတန်တော်ဒီခရစ်တော်သွားဖို့ပြင်ဆင်တော်လာအာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်ကဘာမှာကျွန်တော်တို့ဟာအသက်ရှင်တော်သူဖြစ်ဖို့ခရစ်တော်ဒီထိုနေရာကိုအမြဲတမ်းသွားရှင်တယ်ဆိုတာဒီနေ့ဇာပြောခြင်းနဲ့အချိန်ဘုရားရှင်ပြန်ပေးတဲ့အခါမှာယောဟန်ရဲ့အစာတော်ယောဟန်ရဲ့ modelယောဟန်ရဲ့အဝတ်စားတွေကျွန်တော်တို့ဆက်လက်ပြီးတော့ကြည့်အဲ့ဒါတွေကြည့်တဲ့အခါမှာမိတ်ဆွေဟာထူးကဲတော်လူဖြစ်ဖို့ဖြစ်ရအာမင်ဟာလေလုယာဒီနေ့တော့ချိန်များကြီးဖြစ်သွားပြီးဖြစ်တဲ့ကြောင့်ဒီနေရာမှာနားမယ်ဒီနေ့ကျွန်တော်ဆူတောင်းရတယ်ဂါလိလဲနေတာဖြစ်ရေထဲမှာအသက်ရှင်ဖို့ဆုံးတယ်ကျွန်တော်တို့ဒီယောဟန်ရဲ့နေရာကိုယူတတ်ရဆိုတာဒီနေ့ကိုဘုံနေမှာခန္ဓာနဲ့စိတ်ကိုတည်းဝင်ရပါအရောက်တိုင်းဘုရားရှင်စကားပြောပါစေ
အားလုံးမသက်ချပြီးတော့ကျွန်တော်နေရာကနေပဲဆုတောင်းကြရအောင်ကျွန်တော်ပြောနေတဲ့အချိန်မှာဝိညာဉ်တော်တွေနဲ့ဆွေကိုစကားပြောလာပါလိမ့်မယ်မိတ်ဆွေသက်တာထဲမှာအစ်ဖွင့်ပြချက်ရရင်ကြီးစွာချီးမွမ်းပါကျွန်တော်သက်တာထဲမှာစက္ကန့်ဆက်ရှိရင်စက္ကန့်ရအောင်ဟုတ်ပြီတချင်တဲ့ပုံဆိုရအောင်musician များတချင်တော့တက်လာပါဟုတ်တာရဗျာကျွန်တော်ကြီးအားလားဒီတချင်ကျွန်တော်အားလုံးရချပြီးဖြစ်တဲ့အတွက်ကြောင့်ဒီတချင်ဆိုမယ်အားလုံးကျွန်တော်အတူတူကဖခင်ရဲ့ကိုစကားပြောရဒီနေ့တော့စက္ကန့်ဆက်ရှိစက္ကန့်ပါကြီးစွာချီးမွမ်းစာချီးမွမ်းပါပြီးတော့အားလုံးနောက်ဆုံးကျွန်တော်ဆုံးတတ်ဖို့ကျွန်တော်ဒီမှာဆရာပေါင်းပဲကျွန်တော်အခုနေတောင်းရအောင်ဆရာပေါင်းရှင်းမလားပြောလို့ပါသူရဲ့ဆုံးတတ်ချာတဲ့ကျွန်တော်Amen.
ကျေးဇူးတင်ပါဖေယားရိုက်တာကြီးတလို့ဆရာကြီးအသက်တာကိုအောဝဲတုံးပြတဲ့အတွက်ဘုရားကျေးဇူးတင်ပါ၏ဆရာကြီးရိုက်တာမီဆန်သူကြီးမောင်နန်ကောင်းကြီးပြည့်တဲ့အတုံးပြတော်မူပါဘုရားဘုံတော်ထင်ရှားလို့တာလျင်ဘုရားဖေယားသူကိုကောင်းကြီးပြတော်မူပါဒီနေ့ရောက်ရှိလာကြတော့တာသမီတူတယောက်ရှိတဲ့တာဒီဘုရားရှင်ဖေယား၏လူကပတ်တရားနိုင်မွေးလျော်တဲ့လူကပတ်တရားကိုဆင်ခြင်အောင်မြင်တဲ့လူကပတ်တရားတိုင်းအသက်ရှင်တော်သူများဖြစ်နိုင်ဖို့လုံငါကောင်းကြီးပြီးပါမယ်ကြောင်းကျေးဇူးတော်ပေါ်စီတော်ချီးမွမ်းတဲ့ပြည်တော်ဘုရားရဲ့တော်နာမ၌စက္ကစတော်တနာခံကြပါပါမြတ်စွာဘုရားခင်အာမင်